စာလေးကတော့ဒီအိမ်ချမ်းဝင်းတီးနဲ့ဆက်ပြိုးခြင်းဆိုတဲ့အကြောင်းအရာလေးကိုကျမတို့တင်တဲ့ကျောင်းကဒုတိယဦးစီးမှုဆရာမဒေါ်သူဇာဝင်းကနေပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ဆရာမကိုလေးတော်ဖိတ်ကြားအပ်ပါတယ်ရှင်အားလုံးမင်္ဂလာပါရှင်မင်္ဂလာပါဆရာမမင်္ဂလာပါနော်လူကိုယ်တိုင်ကျမတို့တွေမတွေ့ရသေးပေမဲ့ပေါ့နော်ခုလိုမျိုး online ကနေတစ်ဆင့်ပြန်လည်တွေ့ဆုံရတာအများကြီးဝမ်းသာပါတယ်ဟုတ်ကဲ့ဒီမှာကျမပြောခဲ့တယ်ပဲကျမတို့10ရက်တင်တန်းမှာပေါ့နော်10ရက်စိုက်ပျိုးရေးအခြေခံစိုက်ပျိုးမှုမြေတင်တန်းမှာတက်ရောက်ခုတဲ့တင်တန်းသားတင်တန်းသူတွေလည်းတချို့တစ်ဝက်ပါတာတွေ့ရပါတယ်အဲ့ဒီမှာတက်ခုတဲ့တင်တန်းသားတင်တန်းသူတွေကတော့ခုကျမဆရာမတို့ကိုပြောပြပေးမဲ့ဆွေးနွေးပေးမဲ့အကြောင်းအရာလေးကိုနားထောင်ပြီးသားဖြစ်မှာပါမတက်ရသေးတဲ့တင်တန်းတွေကတင်တန်းသားတင်တန်းသူတွေကတော့မနားထောင်ဘူးသေးဘူးပေါ့နော်နားထောင်မှုသားသူတွေကလည်းနာဘူးထမှန်သဘောမျိုးနဲ့ပဲထပ်ပြီးတော့နားထောင်ပေးကြပါဦးလို့ကျမဆွေးနွေးမဲ့သင်ခန်းစာကတော့ဒီကောင်းဆောင်ကြီးတွေနဲ့စိတ်နဲ့ခေါင်းစဉ်မဟုတ်ပါဘူးစိတ်နဲ့အကြောင်းအရာမဟုတ်ပါဘူးကြကောင်းဆောင်ကြီးတို့အိမ်မြေမှာလုတ်ပြီးသားပဲတို့ကျမကယူဆပါတယ်အဲ့ဒီကြောင့်ဒါလေးကိုပဲဆွေးနွေးပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျမဒီသင်ခန်းစာ PowerPoint လေးကို screen share ခွင့်ပြုပါရှင်စတင်လိုက်ပါတော့မယ်နော်ရှေ့မှာပြောခဲ့လို့ပဲကျမရဲ့ဒီသင်ခန်းစာအကြောင်းအရာလေးကကြောက်ကောင်းဆောင်ကြီးတို့နဲ့မစိမ့်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်အိမ်ချံဝေးအတွင်းမှာစီးနှံစိုက်ပျိုးတဲ့အကြောင်းအရာလေးတွေမစိုက်ပျိုးရသေးတဲ့သူတွေလည်းစိုက်ပျိုးဖြစ်သွားအောင်ဆိုပြီးတော့မှကျမကဆွေးနွေးပေးမှာဖြစ်ပါတယ်ဆရာဦးဆရာမတို့ကြောက်ကောင်းဆောင်ကြီးတို့ပေါ့ပါပါလေးပဲနားထောင်လို့ရပါတယ်နော်ခုကျမကဒီကနေ့ကြောက်ကောင်းဆောင်ကြီးတို့ကိုဆွေးနွေးပေးမယ့်အကြောင်းအရာတွေဖြစ်ပါတယ်နံပါတ်1အနေနဲ့ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုစနစ်6မျိုးအိမ်ချံဝင်းအတွင်းသီးနှံစိုက်ပျိုးခြင်းရဲ့အတိတ်ပဲပြီးလို့ရှိရင်အိမ်ချံဝင်းဥယျာဉ်ရဲ့ရေဘူးရလက္ခဏာတွေဘာကြောင့်ကျမတို့စိုက်ပျိုးတင်တာလဲဘယ်လိုရည်ရွယ်ချက်တွေနဲ့စိုက်ပျိုးကြတာလဲဘယ်လိုအကျိုးကျေးဇူးတွေကိုရရှိတာလဲပြီးလို့ရှိရင်လက်တွေ့စိုက်ပျိုးမယ်ဆိုလို့ရှိရင်ဘယ်လိုအချက်လက်တွေလိုအပ်တာလဲပေါ့နော်နောက်ဆုံးမှာတော့ဇယိမ်နေပြီးတော့အကျိုးရှိစေမယ့်အချက်တွေဆိုတဲ့အကြောင်းအရာလေးတွေကိုကြည့်ရကောင်းဆောင်ကြီးတို့ကိုကျမကဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်အခုစဉ်းစားကြည့်ပါဦးကြည့်ရကောင်းဆောင်ကြီးတို့ပြန်ပြီးမှစဉ်းစားကြည့်ပါဦးကောင်းဆောင်ကြီးတို့ရဲ့အိမ်ချံဝင်းထဲမှာဟင်းသီးဟင်းရွက်တွေဘယ်နှမျိုးလောက်များအခုလက်ရှိနေပါလဲဒါမှမဟုတ်ရောမိုးတွင်းတော့ကဘယ်နှမျိုးလောက်အထိစိုက်ပျိုးခဲ့ဘူးပါလဲပြန်ပြီးမှစဉ်းစားကြည့်ပါဦးကျမကိုပြန်ကြည့်ပေးပါဦးဘူးသီးတော့မလုပ်ဘူးလို့ဘူးသီးတို့ရုပ်သီးတို့ခုချိန်ဆိုဘူးသီးချင်းရလေးချက်စားရတာကောင်းတယ်နော်ဟုတ်ကဲ့ပါဘူးသီးကိုငရုတ်သီးထောင်းလို့ပေါ့နော်ဘူးသီးချေရင်နဲ့ငရုတ်သီးထောင်းကလိုက်တောင်လိုက်ပတ်နေပြီနော်ဟုတ်တယ်ဆရာမဟုတ်ကဲ့ပါတခြားမဖြေပေးသေးတဲ့လူတွေလည်းပေါ့နော်စိုက်ပျိုးထားမယ်လို့ကိုချံဝင်းအလိုက်ပေါ့နော်အနေနဲ့အများစိုက်ပျိုးထားမယ်လို့ယူဆပါတယ်နော်ဟုတ်ကဲ့ပါဟုတ်ထားပါသီးတွေသီးတုံးပဲခုလက်ဒီအသီးတွေအစုံပဲဟုတ်ကဲ့ပါခုရှေ့ရရင်တော့ရာသီဥတုလေးအနည်းငယ်ပူလာတာဖြစ်တဲ့အတွက်ရေလေးတွေပို့ပြီးမှခယူတဆိုင်နဲ့လောင်းပေးဖို့လိုအပ်တာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျမတို့အိမ်ချံဝင်းတွင်းမှာဟင်းသီးရဲ့စိုက်ပျိုးမှုစနစ်6မျိုးရှိပါတယ်တဲ့ကျမတို့အိမ်ချံဝင်းတွင်းမှာပဲရှိတဲ့မြေနေရာလေးမှာစိုက်ပျိုးတာပေါ့နော်ဒါကတော့အိမ်ချံဝင်းအတွင်းစိုက်ပျိုးခြင်းအားလုံးသိရှိပြီးသားဖြစ်ပါတယ်ဒီပိုင်းတိုင်းစိုက်ပျိုးခြင်းဆိုတာကတော့ကျမတို့ကြေးရကောင်းဆောင်ကြီးတို့ရဲ့လက်ကစင်းလေးတွေမှာချောင်းပေါင်လေးတွေမှာစသဖြင့်ပေါ့နော်မြေနေရာအနေအထားအလိုက်တင်နေရာနဲ့တနေရာတော့မတူနိုင်ဘူးပေါ့နော်ကို့မှာရှိတဲ့မြေနေရာလေးတွေမှာဒီပိုင်းတိုင်းစိုက်ပျိုးကြတာကိုဆိုလိုတာဖြစ်ပါတယ်ဈေးကွက်ကြီးများရှိအောင်တင်ပို့ဖို့စိုက်ပျိုးခြင်းဆိုတာကကြတော့ကျမတို့ဒီရှမ်းပြည်ဈေးကွက်ကနေပြီးတော့မှရန်ကုန်ကိုပို့မှလားမန္တလေးကိုပို့မှလားလူနေထူထပ်တဲ့ဘယ်နေရာတွေကိုပို့မှလဲဈေးကွက်ကြီးတွေရှိတဲ့နေရာကိုပို့ကြဖို့ရည်ရွယ်ချက်နဲ့စိုက်ပျိုးကြတာရှိပါတယ်တာရှည်ခံပစ္စည်းတွေပြုလုပ်သုံးစွဲဖို့ပဲစိုက်ပျိုးကြတာရှိပါတယ်ဒီနေရာမှာဆိုရင်တော့ကျမတို့ဈေးပေါ်တဲ့အချိန်မှာယူတွေထိုးထားမလားခရမ်းညင်သီးတွေရှေ့ဘက်တွေတုန်းကဆိုရင်ဒီမှာတော့မှ900ဈေးလောက်ပဲရှိတယ်ပေါ့နော်900 1000စရှိတယ်ပေါ့နော်ဒီလိုမျိုးဈေးတွေအရန်ပေါ်နေတဲ့အချိန်မှာကျမတို့ယူလေးတွေထိုးထားမလားဂျမ်လေးတွေလုပ်ထားမလားပေါ့နော်ဒီလိုမျိုးပေါ့နော်တာ
အခြေခံပစ္စည်းတွေပြုလုပ်စားသုံးဖို့အတွက်ရည်ရွယ်ချက်တွေနဲ့လည်းစိုက်ပျိုးကြတာရှိတယ်အချိန်အခါမဟုတ်တဲ့အချိန်ပေါ့နော်ကျမတို့ရောင်းဖို့ plastic house တွေနဲ့ပေါ့နော်ဒါစိုက်ပျိုးကြတာမျိုးတွေလည်းရှိတယ်နောက်ဆုံးခုကတော့ကျမတို့မျိုးစေ့ထုတ်ဖို့အတွက်စိုက်ပျိုးကြတာရှိတယ်ကျမတို့မျိုးစေ့မမှန်ပင်မတန်ဖူးတန်ငုံကင်းအသီးချင်းဆိုတဲ့အတိုင်းပဲကျမတို့စိုက်ပျိုးလိုက်တဲ့သီးနှံကမျိုးစေ့တာမမှန်ခဲ့ဘူးဆိုရင်ကျမတို့ဒီတရားဒီလုံးမှာလုပ်ခဲ့ရတဲ့ကျမတို့ရဲ့လုပ်အားတွေအရင်းနှီးတွေအကုန်လုံးကဒီတဲတဲ့ရေတုံဖြစ်သွားမှာဖြစ်တယ်အဲ့ဒါကျမတို့စိုက်ပျိုးလိုက်တဲ့သီးနှံမျိုးစေ့ကမျိုးစေ့မှန်ဖို့လိုအပ်တယ်အဲ့ဒီတော့မျိုးစေ့မှန်တဲ့သီးနှံတွေရရှိဖို့အတွက်မျိုးစေ့ထုတ်လုပ်ဖို့ရည်ရွယ်ချက်တွေနဲ့စိုက်ပျိုးကြတယ်အဲ့ဒီမှာအစိုးရကမျိုးစေ့ထုတ်လုပ်တဲ့လုပ်ငန်းတွေလုပ်တာရှိတယ်လို့ကုမ္ပဏီတွေကနေမျိုးစေ့ထုတ်ကုမ္ပဏီတွေကနေမျိုးစေ့ထုတ်ဖို့ဒီစိုက်ပျိုးကြတာရှိတယ်ဒီလိုဟင်းသီးရဲ့စိုက်ပျိုးမှုစနစ်6မျိုးရှိတယ်ဆိုတာကိုကြေးရခေါင်းဆောင်ကြီးတို့ကိုကျမကပြောပြပေးတာဖြစ်ပါတယ်ကျမတို့အိမ်ချမ်းဝင်းတွင်းမှာစိုက်ပျိုးခြင်းရဲ့အဓိပ္ပာယ်ပေါ့နော်ဘယ်လိုအဓိပ္ပာယ်လဲဆိုတော့အစားအစာတွေဘေးရန်တွေကင်းရှင်းပြီးတော့မှအာဟာရပြေဝနိုင်မှုအတွက်ပေါ့နော်လက်လက်ဆက်ဆက်ခုစားသုံးနိုင်တယ်ပြီးလို့ရှိရင်ကိုချံဝင်းထဲမှာရှိတဲ့မြေပိုလေးမှာပဲပြီးလို့ရှိရင်မိသားစုလိုအားကိုအသုံးပြုပြီးတော့မှကျမတို့မိဖို့ချောင်းကထွက်တဲ့ဟင်းသီးရွက်အတူအစတွေဒီဓာတ်တွေကိုပေါ့နော်မြေဆွေးတွေပြန်ပြုလုပ်ပြီးတော့မှကျမတို့ဒီချံဝင်းထဲမှာပဲမိုးရသည်ဆိုရင်လည်းမိုးရသည်နဲ့ကိုက်ညီတဲ့ဟင်းသီးရွက်တွေစောင်းဆိုရင်တော့ရွက်စားသီးနှံတွေစိုက်ကြမှာလားစောင်းရသည်နဲ့ကိုက်တဲ့ဟင်းသီးရွက်တွေကိုစိုက်ပျိုးစားသုံးခြင်းဖြစ်ပါတယ်တဲ့ကျမတို့မိသားစုစားသုံးပြီးတော့မှပိုရှန်လာပြီဆိုလို့ရှိရင်တော့အိမ်နီးနားချင်းတွေကိုဝင်မြလို့ရတယ်အဲ့လိုမျိုးဝင်မြပြီးလို့ထပ်ပြီးတော့မှပိုနေသေးတယ်ဆိုရင်ကျမတို့မိဖို့ကြောင့်လည်းတခြားဒီကုန်ကြနိုင်တဲ့ဆန်မိုးတွေစီမိုးတွေအတွက်ပေါ့နော်ပိုတဲ့ဟာလေးတွေကိုရောင်းလို့ရတယ်ဒီကနေပြီးတော့မှလည်းမိဖို့ကြောင့်ရိတ်တွေကိုကာမိစေမှာဖြစ်ပါတယ်အခုခေတ်တွေမှာဆိုလို့ရှိရင်ကျမတို့ကြေးရွာတွေကဖွံ့ဖြိုးလာပြီဆိုတော့ခါကြတော့ကိုအရင်တုန်းကနေမတူတော့ဘူးရွာအိမ်နဲ့ယာရောက်ပေါ့နော်ဒီဆိုင်ကယ်တွေနဲ့ပြီးလို့ရှိရင်သုံးဘိန်းတွေနဲ့ဟင်းသီးရွက်တွေအများကြီးကိုလိုချင်တာရတယ်အသားငါးတွေရောဘာလို့ချင်လဲအချောက်ချမ်းတွေအားစားပါတယ်အကုန်လုံးဒီလိုမျိုးသေးတယ်တွေအိမ်နဲ့ယာရောက်ရှိနေပြီအဲ့ဒီချိန်မှာကျမတို့စိုက်တဲ့ဟင်းသီးရွက်တွေကအိမ်ဘေးနားအိမ်ကြီးချင်းတွေပေးလို့ထပ်ပိုနေသေးတယ်ဆိုသူတို့ကိုပြန်သွင်းလိုက်လို့ရောမရဘူးလားအဲ့လိုပြန်သွင်းလိုက်ခြင်းအပြင်ကျမတို့အသားနဲ့လဲစားလို့မရဘူးလားအဲ့လိုမျိုးလေးတွေကျမတို့ရဲ့မိဖို့ကြောင့်ရိတ်ကိုကာမိစေမှာဖြစ်ပါတယ်ကျမတို့အိမ်ချမ်းဝင်းဥယျာဉ်ဆိုတာကတော့ဘယ်လိုဟာမျိုးတွေကိုပြောတာလဲဆိုတော့အိမ်ချမ်းဝင်းဥယျာဉ်လက္ခဏာတွေကတော့အိမ်အနီးဒါမှမဟုတ်အိမ်နောက်ဖေးမှာရှိရမယ်ကို့အိမ်ကတကယ်လို့မှဒီအိမ်ရှိကိုနေရာအကျယ်ကြီးထားရင်လည်းအိမ်ရှိမှာလည်းရှိမှာပေါ့ဘေးမှာလည်းရှိမှာပေါ့ကိုစောက်ထားတဲ့အိမ်ရဲ့ခြံကွက်ရဲ့အနေအထားအရာပုံစံအတိုင်းဖြစ်နေမှာဖြစ်ပါတယ်မြေဧကအဖြစ်တော့တေကထက်နည်းတဲ့areaဖြစ်ရပါမယ်။ဒီနှံအစုံဟင်းသီးရွက်တွေကိုလက်လက်ဆက်ဆက်စားသုံးဖို့အတွက်စိုက်ပျိုးထားတာဖြစ်ရမှာဖြစ်ပါတယ်။ပြီးလို့ရှိရင်ရာသီသီးနှံတွေစောင်းမှာဆိုလို့ရှိရင်လည်းစောင်းရာသီနဲ့တင့်တော်တဲ့သီးနှံတွေနှွေမှာဆိုလို့ရှိရင်လည်းနှွေမှာပေါ့နော်။ဘယ်လိုသီးနှံလေးတွေကဒီပူဒဏ်တွေကိုခံနိုင်လဲပေါ့နော်။ဒီလိုသီးနှံတွေပြီးလို့ရှိရင်မိုးမှာစိုက်တဲ့သီးနှံတွေစသဖြင့်ရာသီအလိုက်စိုက်ပျိုးတဲ့သီးနှံတွေစိုက်ပျိုးကြမှာဖြစ်ပါတယ်။ပြီးလို့ရှိရင်ကိုယ့်ရဲ့မိသားစုလုပ်အားနဲ့ပဲအိမ်ချမ်းဝင်းထဲမှာလုပ်ဆောင်ရမှာဖြစ်ပါတယ်။စက်ကရိယာတွေကိုသုံးပြီးတော့မှမလုပ်ရဘဲနဲ့ကိုယ့်ရဲ့မိသားစုလုပ်အားနဲ့ပေါက်ပြပေါက်တူးတွေနဲ့စအဖြစ်ပေါ့နော်ခရင်လေးတွေနဲ့sorry ဘယ်လိုလုပ်ကြမလဲပေါ့နော်ဒီလိုမျိုးဒီစက်ကရိယာတွေမသုံးဘဲနဲ့လူအားနဲ့ပဲပြုလုပ်ရမှာဖြစ်ပါတယ်နောက်ကကြတော့အိမ်မှာအသုံးပြုတဲ့ရေကိုပဲအသုံးပြုပြီးတော့မှကျမတို့စိုက်ပျိုးရမှာဖြစ်ပါတယ်ဒါကတော့ကျမတို့အိမ်ချမ်းဝင်းဥယျာဉ်ရဲ့ရေဝိရလက္ခဏာလေးတွေဖြစ်ပါတယ်ဟုတ်ပြီကျမတို့ဘာကြောင့်စိုက်ပျိုးတင်တာလဲအိမ်ချမ်းဝင်းထဲမှာဘာကြောင့်ကျမတို့ဟင်းသီးရွက်တွေစိုက်ပျိုးတင်တာလဲဆိုတော့တန်းရှင်းလက်ဆက်တဲ့ဟင်းသီးရွက်တွေတတိဝလံတွေကိုစားသုံးရတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့စိုက်ပျိုးတင်တယ်ကိုစားချင်တဲ့ဟာလေးကိုဒီပင်စိမ်းလေးကိုပဲကိုကချင်မောင်းဟင်းချက်လို့ပင်စိမ်းလေးခတ်ချင်လို့ပင်စိမ်းလေးကိုပဲသွားခူးလိုက်မလားလက်လက်ဆက်ဆက်ခူးပြီးတော့မှစားသုံးလို့ရတယ်အရွက်ကလေးတွေဖယုံရွက်လေးတွေစိုက်ထားလို့ဖယုံရွက်လေးကိုခူးပြီးမှကြော်စားမလားစားအချင်းပေါ့နော်ဒီကိုစားချင်တဲ့ဟာလေးကိုလက်လက်ဆက်ဆက်နဲ့ပေါ့နော်ဒီဘေးအန္တရာယ်ကင်းရှင်းတဲ့ဆိုတာကိုသိချရတယ်လူမျိုးဟာတွေကိုစားသုံးလို့ရတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကိုလိုအပ်တဲ့အချိန်မှာအချိန်မီကုစွတ်နိုင်တယ်ရုပ်သီးလေးကိုပဲသွားခုပြီးတော့တစ်ခါတောင်းတာလေးသွားခုလိုက်မလားပေါ့နော်ဒီလိုမျိုးလဲလိုအပ်တဲ့အချိန်မှာအလွယ်တကူကုစွတ်ပြီးတော့မှစားသုံးနိုင်တယ်အပင်လေးတွေရှိတဲ့အတွက်ကြောင့်မလို့ဒီတဘာပတ်ဝန်းကျင်ကိုလည်းထိမ့်သိမ်းနိုင်တယ်မိသားစုအတွက်အာဟာရတွေကိုလည်းပြည့်ပြည့်ဝဝရရှိနိုင်တာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျမတို့အဓိကစားသုံးရတဲ့သီးနှံတွေကအကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်ဒီရေကြီးတာတွေပိုးကောင်တွေဖြည့်ဆည်းသွားလို့ပဲဖြည့်ဆည်းသွားတာဖြစ်ဖြစ်ကိုချံဝင်းတွင်ထဲမှာစိုက်ပျိုးထားတဲ့ဟင်းသီးရွက်လေးတွေကိုအစားထိုးပြီးတော့မှစားသုံးနိုင်တာဖြစ်ပါတယ်ကျမတို့ခန္ဓာကိုယ်အတွက်ပေါ့နော်မရှိမဖြစ်တဲ့လိုအပ်တဲ့အာဟာရဓာတ်တွေပေါ့နော်ဒါတွေကိုပြီးလို့ရှိရင်ဟင်းသီးရွက်တွေပဲတွေတတိဝလံတွေကိုကျမတို့အိမ်ချမ်းဝင်းအတွင်းမှာပဲစိုက်ပျိုးလို့ရနိုင်တာဖြစ်ပါတယ်
ဟုတ်ပြီနော်အဲ့တော့ကျမတို့လူရည်ရွယ်ချက်တွေနဲ့စိုက်ပြကြတာလေမိသားစုရှေ့မှာပြောခဲ့လို့ပဲနေ့စဉ်စားသုံးတဲ့အစားအစာတွေမှာဟာရပြေဝတဲ့အစားအစာတွေပါဖို့ပေါ့နော်ပါဖို့အတွက်အခုခေတ်တွေမှာယောဂတွေကထူပြောလာတယ်ကိုချံဝင်းထဲမှာလက်ဆက်တဲ့အသီးအနှံတွေအသီးအရွက်လေးတွေကိုစိုက်ပြထားတယ်သိကြတာပေါ့ဘေးအန္တရာယ်ကင်းရှင်းတာပေါ့ဒီဝယ်လိုက်တဲ့ဟာတွေကမနေ့တော့ဆေးထမ်းပြီးဒီနေ့ကူးလိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကိုမမြင်ရဘူးအဲ့ဒီချိန်မှာဘေးအန္တရာယ်ကင်းလားမကင်းလားမသိနိုင်ဘူးပေါ့နော်အဲ့ဒီတော့ကိုချံဝင်းထဲမှာကိုစိုက်ပြထားခြင်းအပြင်အာဟာရပြေဝတယ်ဘေးအန္တရာယ်ကင်းရှင်းတယ်လူအစားအစာတွေကိုရရှိနိုင်မှာဖြစ်ပါတယ်ရှင်းမပြောခဲ့သလိုပဲမိဖို့ကြောင့်ရဲ့ဈေးကိုလည်းရှော့ချနိုင်နေဖြစ်တဲ့ပိုလာတဲ့ဟာလေးတွေကိုရောင်းချခြင်းအပြင်မိသားစုအတွက်အပေါ်ဝင်ငွေတွေလည်းရရှိနိုင်တာဖြစ်တဲ့ဆောနာပြောခဲ့သလိုပဲဒီဓာတ်ကျွင်းတွေပေါ့နော်ဒီဓာတ်မြေဩဇာတွေဘယ်တော့မှလောင်းထားတာလဲပိုးသက်ဆေးတွေကဘယ်တော့မှဖြန်းထားတာလဲဒီလိုမျိုးကိုမသိနိုင်တဲ့ဟာတွေထက်ကိုသိနိုင်တဲ့ကိုချံဝင်းထဲမှာကိုစိုက်ထားတဲ့ဟာလေးတွေကိုစားသုံးခြင်းအပြင်ကျန်းမာရေးအတွက်လည်းပဲအထောက်အကူပြုနိုင်တာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ကြေးရကောင်းဆောင်ကြီးတို့မေးကြည့်မယ်ပေါ့နော်အခြေခံလိုအပ်ချက်လူမှုဘဝတွေမှာအခြေခံလိုအပ်ချက်ဘယ်နှမျိုးရှိလဲအခြေခံလိုအပ်ချက်ဘယ်နှမျိုးရှိလဲလူမှုဘဝတွေလူတွေနေ့စဉ်နေထိုင်ဖို့အတွက်လေလူမှုဘဝတွေမှာပေါ့နော်အခြေခံလိုအပ်ချက်ဘယ်နှမျိုးရှိလဲကြည့်ကြည့်ပါအောင်3မျိုးပြလက်လေးထောင်ပြရတယ်ဒီကောင်ကဟုတ်ကဲ့3မျိုး3မျိုးပါလေ3မျိုးသာဝတ်နေရေးဟုတ်တယ်စားဝတ်နေရေးစားစရာတွေလိုအပ်တယ်လူစရာတွေလိုအပ်တယ်နေစရာတွေလိုအပ်တယ်နော်ကျမတို့ဒီဘဝတွေမှာဟုတ်တယ်အဲ့ဒီထဲမှာအခုကျမကကြေးရကောင်းဆောင်ကြီးဟုတ်ကဲ့3000ထောင်ပြလို့ဆရာမကြီးကျွန်တော်တို့ဟုတ်တယ်ဘာမဆိုရင်လည်းဟာငါဒါဘူးမှမသိကျမတို့ပဲသိတာဒါကျမမေးတဲ့ပုံမှာအတန်းအချက်ချင်းမဖွင့်နိုင်လို့ထောင်ပြတာပါရှိဘူးနော်စိတ်ဘူးလေဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟုတ်တယ်နော်ဟုတ်ကဲ့ပါအဲ့တော့ခုကျမတို့ကစားစရာပေါ့နော်အခုကျမတို့ကဒီအိမ်ချမ်းဝင်းသီးနှံစိုက်ပျိုးခြင်းအကြောင်းဆွေးနွေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမကစားစရာအကြောင်းဆက်ပြီးမှဆွေးနွေးပေးမယ်ပေါ့နော်လူမှုဘဝတွေမှာအခြေခံလိုအပ်ချက်3မျိုးရှိတယ်3မျိုးရှိတဲ့ထဲမှာစားစရာဝတ်စရာနေစရာပေါ့နော်စားစရာတွေမှာအစာအာဟာရအုပ်စုက3မျိုးထက်ရှိတယ်ဘလို့အုပ်စုလဲဆိုကျမတို့ကလေးတွေလေအိမ်တွေမှာလေကတ်ထားတာလေတွေ့ရမလားခန္ဓာကိုယ်ကြီးထွားစေတဲ့အုပ်စုအင်အားဖြစ်စေတဲ့အုပ်စုယောဂကာကွယ်တဲ့အုပ်စုဆိုပြီးတော့မှ3မျိုးရှိတယ်နော်3မျိုးရှိတယ်အဲ့ဒီထဲမှာကျမကဒီခန့်အင်အားဖြစ်စေတဲ့အုပ်စုပေါ့နော်အင်အားဖြစ်စေတဲ့အုပ်စုဆိုရင်ဘာတွေပါမလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ထမင်းတို့ကြောင်မူတို့ကစွန်းဦးတို့အာလူးတို့အစရှိသဖြင့်ပေါ့နော်ဂစီဓာတ်တွေပေါ့နော်ဒါတွေကိုစားသုံးမှပဲကျမတို့ကအင်အားဖြစ်စေတဲ့အုပ်စုတွေဖြစ်တယ်နောက်တစ်ခါခန္ဓာကိုယ်ကြီးထွားစေတဲ့အုပ်စုတွေကကြတော့ဒီမှာဆိုလို့ရှိရင်အသားတွေပေါ့နော်အသားတွေစက်သားဝက်သားအမဲသားနို့နဲ့နို့ရွက်ပစ္စည်းတွေဥအမျိုးမျိုးတွေဒါတွေပေါ့နော်အစရှိပြင်ပေါ့နော်ဒါတွေကဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ကြီးထွားစေတဲ့အုပ်စုတွေဖြစ်တယ်နောက်ဆုံးကော်လန်လေးကိုကြည့်လိုက်ပါဦးဒီမှာဆိုလို့ရှိရင်ယောဂကာကွယ်တဲ့အုပ်စုတွေယောဂကာကွယ်တဲ့အုပ်စုတွေမှာဘာတွေပါလဲဖတ်ကြည့်ပါဦးယောဂကာကွယ်တဲ့အုပ်စုတွေမှာဘာတွေပါလဲလူချက်တွေဟုတ်တယ်ဟုတ်တယ်နော်ပြုံးနေမှာပါဟုတ်တယ်နော်အဲ့တော့အသီးရွက်တွေကိုဟုတ်ပြီနော်အဲ့တော့အသီးရွက်တွေကိုကျမတို့အိမ်ချမ်းဝင်းထဲမှာစိုက်ပျိုးရင်ရနိုင်လားရနိုင်ပါလေရတာပေါ့နော်ရတာပေါ့နော်အဲ့ဒီရတဲ့ခါကျတော့ကျမတို့စိုက်ပျိုးဖို့လိုအပ်လားလိုပါပါလိုအပ်ပါတယ်နော်ကျမတို့ခုယောဂဗျာတွေထူပြောလာတဲ့ခေတ်ကြီးမှာပေါ့နော်ကိုချံဝင်းထဲမှာကိုစိုက်ပျိုးလို့ရနိုင်တဲ့သီးနှံတွေအကုန်လုံးကိုစိုက်ပျိုးခြင်းအားဖြင့်ဒါတို့ကျန်းမာရေးတွေလည်းကောင်းမွန်လာမှာဖြစ်တယ်ပြီးလို့ရှိရင်ပုံကြစိတ်တွေလည်းရောချစေမှာဖြစ်တယ်နောက်ပြီးတော့ကိုလာရင်ရောင်းချခြင်းအဖြစ်အပေါ်ငွေလေးလည်းရရှိစေမှာဖြစ်တယ်အကျိုးကျေးဇူးတွေမှာအများကြီးရှိတာပေါ့နော်အဲ့ဒီတော့ကြေးကောင်းဆောင်ကြီးတို့စိုက်ပျိုးကြမှာလားစိုက်ပျိုးမှာလားစိုက်ပျိုးမှာပါနော်ရာဒီအလိုက်တင့်တော်တဲ့သီးနှံလေးတွေကိုစိုက်ပျိုးသင့်ပါတယ်နော်ဟုတ်ကဲ့ပါဒီပိုင်းရှိဟုတ်ကဲ့ပါအဲ့တော့ကျမကကြေးကောင်းဆောင်ကြီးကိုမေးကြည့်မယ်ပေါ့နော်ဘိုက်စာလာပြီဆိုရင်တဲ့လူခန္ဓာကိုယ်ကဘယ်ကနေပြီးတော့မှအချက်ပြလာဟုတ်
ဟုတ်ပါပါချက်တော့ ဘိုက်ဆိုင်ခေါင်းတော့ ကနေသုံးနောက်ကနေအချက်ပြလာတယ်နော်အုံနောက်ကနေအချက်ပြလာတယ်ကြွကောင်းကောင်းကြီးတို့တော့ဘိုက်ဆိုင်ဘလို့ဖြစ်လာတယ်မသိဘူးကျမတို့ဘိုက်ဆိုင်လက်တရားလေး ခေါင်းမူလာတာခေါင်းမူလာတာ ခေါင်းနေမူလာတာခေါင်းနေမူလာတယ်လက်တရားလည်းတုံးလာတယ်ဒေါသရလည်းဘယ်ကိုထွက်နေမှန်းမသိဘူးထွက်လာတယ်နော်အဲ့မျိုးတွေဖြစ်လာတယ်ပေါ့နော်ခန္ဓာကိုယ်ကစားလာပြီဆိုလို့ရှိရင်အဲ့တော့စားကြတော့မယ်ဘိုက်စားလို့စားကြတော့မယ်အဲ့ဒီခါမှာကျမတို့စားတောက်တဲ့အစားအစာမှာဘဟုတုတတွေစားလိုက်တဲ့အစားအစာပေါ်မှာဘဟုတုတတွေရှိနေဖို့လိုအပ်တာဖြစ်ပါတယ်အဲ့တော့ခုပြထားတဲ့ပုံလေးကိုကြည့်ပါဦးကြွကောင်းကောင်းကြီးတို့ဒီလိုပုံစံမျိုးနဲ့စားကြလားဒီမှာဆိုရင်အသီးရွက်တွေကတဝက်စားတယ်ဒီမှာကစီတက်လို့ခေါ်တယ်သမင်းတွေက၄ပုံတစ်ပုံစားမယ်အသားကဘယ်လောက်လဲ၄ပုံတစ်ပုံစားမယ်ဒီလိုပုံစံမျိုးနဲ့စားကြလား စားပါတယ် စားပါ စားပါတယ်အဲ့ဆိုတော်တာပေါ့နော်အဲ့ဆိုရင်တော်တာပေါ့ကျမတို့ကကြတော့တိတ်ပြီးတော့ဒီလိုပုံစံတိတ်မစားဖြစ်သေးဘူးတစ်ခါတလေတော့လည်းစားဖြစ်ပါတယ်နော်အဲ့ဒီတော့ဒီလိုပုံစံမျိုးနဲ့စားမှာဖြစ်ပါတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ထမင်းကိုပဲ၃ပုံလောက်စားပြီးတစ်ပုံလောက်ကိုပဲအသီးရွက်စားရင်ရောအဆင်ပြေပါမလားမပြေပါဘူးပြန်ပါ မပြေပါဘူးနော်အဲ့ဒီတော့ကြွကောင်းကောင်းကြီးတို့အသီးရွက်တွေကိုဒီတဝက်လောက်ထိစားပေးရမှာဖြစ်တယ်အဲ့တော့ကိုစားလိုက်တဲ့အသီးရွက်တွေကဘေးကင်းလားစိတ်ချရလားမသိနိုင်ဘူးအဲ့ဒီတော့သိနိုင်အောင်လို့ကိုချံဝင်းတွင်းထဲမှာစိုက်ပျိုးပြီးတော့မှမစားသုံးသင့်ဘူးလား ဒါမှ စားသုံးသင့်ပါတယ်နော် ဓာတုတွေကများနေတော့ခန္ဓာကိုယ်ထဲမှာစိတ်တောက်တွေများ ဟုတ်တယ်ဓာတုတွေကများနေတော့အစိတ်တောက်တွေကများနေတယ်အဲ့ဒီတော့ကိုချံထဲမှာကိုစိုက်ထားလို့ရှိရင်သိကြတာပေါ့ဘေးရန်တွေကင်းတာပေါ့ကိုတိုင်းစားမှဖြစ်တဲ့အတွက်လောင်းလေးလားတချို့သူတွေဆိုရင်ကိုစားဖို့အတွက်စိုက်ခင်လေးတည်တံ့ထားတယ်ရောင်းစားဖို့အတွက်ကစိုက်ခင်လေးတည်တံ့ထားတယ်တဲ့အဲ့လိုမျိုးတွေရောလုပ်သေးလားကြည့်အောင်လိုက်ဘူး ဟုတ်ပါတယ် ကြပါလား လုပ်ပါတယ်တဲ့အဲ့ဆိုလို့ရှိရင်တော့အဲ့ဆိုရင်ဝယ်စားတဲ့လူတွေဒုက္ခပဲနော်ဟုတ်ကဲ့ပါ ဒီနောက်ခွေးဈေးတိုင်းတယ်ဟုတ်ပါ ဒီနောက်ပဲသေးလိုက်တယ်ဟုတ်တယ်အဲ့တော့ကိုချံဝင်းထဲမှာပေါ့နော်ကိုဒေတာနဲ့လာရောညီထွေဖြစ်မဲ့တီးနှံပေါ့နော်ကျန်းညီမှာစိုက်လို့ဖြစ်မဲ့တီးနှံကိုပူတဲ့ရက်တွေမှာစိုက်ရင်တော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒီတော့ဒီကိုဒေတာနဲ့ကိုက်ညီမဲ့တီးနှံလေးတွေကိုကိုချံဝင်းတွင်ထဲမှာစိုက်ပျိုးတင်တာဖြစ်ပါတယ်နော်အဲ့ဒီတော့ကျမတို့ဟင်းသီးရွက်တွေစားသုံးမှုအနေနဲ့ဘယ်လိုရှိလဲဆိုတော့ကျမတို့မြန်မာမှာဆိုလို့ရှိရင်တော့တဲ့လူတအူးကိုတရက်ကိုပေါ့နော်5ချက်သားကနေ10သားလောက်စားတယ်ပေါ့နော်တစ်နှစ်မှာဆိုလို့ရှိရင်18ပိတ်သား18ပိတ်သားကနေပြီးတော့မှ24ပိတ်သားလောက်စားတယ်ဒီကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ဘယ်လောက်ထိစားရမလဲဆိုတော့ချက်သားနဲ့ဆိုလို့ရှိရင်ပေါ့နော်လူတအူးမှာ73ကနေ16ချက်သားလောက်စားရမယ်ပိတ်သားနဲ့ဆိုရင်တော့တစ်နှစ်မှာ48ကနေပြီးတော့မှ60ပိတ်သားလောက်ဒီစားသုံးသင့်တယ်လို့ဖော်ပြပေးထားတာဖြစ်ပါတယ်အဲ့တော့ကြွကောင်းကောင်းကြီးတို့လည်းအချင်းချင်းရွက်တွေစားသုံးမှုနည်းနေသေးတယ်ဆိုရင်ဒီနေ့ကစပြီးတော့မှညာအောင်တိုးပြီးမှစားလိုက်ပါစားလိုက်တဲ့ဟင်းသီးရွက်တွေကလည်းစိတ်ချရတဲ့ဟင်းသီးရွက်တွေဖြစ်ဖို့တော့လိုတာဖြစ်ပါတယ်နော်အဲ့တော့ကျမတို့ဟင်းသီးရွက်တွေကိုစားကြတော့မယ်ခါကြတော့ဘယ်လောက်ထိကုန်ကြနိုင်လဲကိုစိုက်မထားဘူးဆိုရင်တော့တအူးဆိုလို့ရှိရင်တစ်ရက်ကိုပြန်မျှ900နှုန်းလောက်ကုန်ကြနိုင်တာဖြစ်ပါတယ်ဒီမှာလူတအူးอ่ะဆိုလို့ရှိရင်တစ်နှစ်ကို3,800လောက်ထိတောင်ကုန်ကြနိုင်တာဖြစ်ပါလေဟင်းသီးရွက်ဖို့ပေါ့နော်အဲ့မှာ9ဦးလောက်ရှိတဲ့မိသားစုတယောက်မိသားစုတစ်စုဆိုရင်တရက်ကိုဟင်းသီးရွက်ဖို့တွေမှာ2,500လောက်ရှိနိုင်တယ်ပေါ့နော်တစ်နှစ်ဆိုရင်9သိန်းလောက်ထိတောင်ရှိနိုင်တာဖြစ်ပါတယ်ခုကျမတို့စီမှာဆိုရင်ပန်းပွင့်နေဆိုလို့ရှိရင်ပန်းခေါ်ပြီးပွင့်နေဆို1000ကျော်ရှိတယ်ခုရက်ပိုင်းတွေတော့နည်းနည်းလေးဈေးလေးတွေအနည်းငယ်အရွက်တွေပေါ်လာလို့ပေါ့နော်နည်းကြတယ်ပေါ့နော်ဟိုဘက်ပိုင်းတွေကဆိုလို့ရှိရင်ကျမတို့တအားကိုဈေးတွေကြီးတာပေါ့နော်ဒီဘက်ကရာသီဥတုတွေတော့ရေတွေနစ်သွားတာတွေဘာတွေလည်းရှိရခါဆိုလို့ရှိရင်ဈေးတွေတအားကြီးတာပေါ့နော်ခုတော့အရင်ပိုင်းတွေကဆိုရင်ဘူးရွက်တစ်စီးဆိုရင်900လောက်ရှိတယ်ချမောင်ရွက်တစ်စီးဆိုလို့ရှိရင်300လောက်ရှိတယ်အဲ့လိုမျိုးတွေဆိုလို့ရှိရင်ကျမတို့မိသားစုတွေအများကြီးရှိတဲ့အိမ်တွေဆိုရင်ဟင်းသီးရွက်ဖို့ရတယ်မယ်တော်တော်ကြီးကိုကုန်ကြနေဖြစ်တယ်အဲ့တော့ကျမတို့တွေကိုနိုင်တွေကိုနဲ့တင့်တော်တဲ့ပြီးနှံတွေကိုဒေတာနဲ့ကိုက်ညီတဲ့ပြီးနှံတွေကိုမှရှိတဲ့မြေလေးကဘယ်လောက်ကျဲတာလဲကျဲတဲ့မြေလေးထဲမှာစိုက်ပျိုးပြီးတော့မှစားသုံးသင့်ပါတယ်ဒီလိုစိုက်ပျိုးခြင်းအပြင်ကျမတို့ဒီလိုမျိုးကုန်ကြစိတ်တွေလည်းညော့နေသွားမှာဖြစ်ပါတယ်အဲ့တော့ဘလို့ကျေးဇူးတွေရမလဲဆိုတော့စိတ်ချမ်းမြေ့ကြည်နူးခြင်းပီတိဖြစ်ခြင်းစိတ်ကျေနပ်မှုခြင်းဒါသိကြတာပေါ့ကိုစိုက်ထားတဲ့အပင်လေးကအသီးလေးတွေကတစ်နေ့နဲ့တစ်နေ့ကြီးလာတယ်ဒါလေးကိုကြည့်ပြီးတော့မှပဲပီတိဖြစ်ရတယ်ကျေနပ်ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်အိမ်ရှိမှာဒီအနံ့မွေးတဲ့ပန်းလေးတွေစိုက်ထားမယ်ဆိုလို့ရှိရင်ဒီပန်းနံလေးတွေရတိုင်းဟာကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေစိတ်ပိုင်းဆိုင်ရာအေးချမ်းတယ်
တိုင်းနံလေးတွေဆိုရင်မကြိုက်တဲ့သူရှိလားဘယ်သူမှမရှိဘူးအဲ့ဒီတော့ဒီစိတ်ချမ်းမြေ့ကြည်နူးမှုတွေကိုရရှိနေမှာဖြစ်ပါတယ်နောက်တစ်ခါမိဖို့ကြောင့်ကုန်ကြစိတ်ကိုလည်းလျှော့ချစေတယ်ပိုလာလို့ရောင်းရင်မိသားစုဝင်ငွေရရှိစေတယ်ဒီမှာပြောခဲ့သလိုပဲကိုစားချင်တာလေးကိုဖူးသွားပြီးမှဖူးပြီးတော့မှစားသုံးနိုင်တာဖြစ်တဲ့အတွက်လက်ဆက်တယ်ဘေးကင်းစိတ်ချရတယ်အာဟာရဓာတ်တွေကလည်းဈေးကွက်ထဲမှာ3-4ရက်လောက်ကြာနေတဲ့ဟာကြီးကိုကဝယ်စားရတာမဟုတ်ဘူးကိုခြံထဲကနေသွားခူးပြီးမှစားလိုက်ရတာဖြစ်တဲ့အတွက်အာဟာရဓာတ်တွေလည်းကောင်းကောင်းမွန်မွန်ရရှိစေမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျမတို့ပတ်ဝန်းကျင်ကိုလည်းညဉ့်ညမ်းမှုလျှော့ချစေတယ်မြေလေးကိုလည်းကျမတို့မြေပိုလေးကိုလည်းအလဟတာမဖြစ်တော့ဘူးဒီသဘာဝကပ်ရောဂါတွေဖြစ်လို့အစားအစာတွေပြက်လက်မှာလည်းမစိုးရင်ရတော့ဘူးအားတဲ့အချိန်လေးမှာပေါ့နော်အခုလိုခေတ်ကြီးမှာပေါ့နော်တစ်ချိန်လုံးကလေးတွေကဆိုလို့ရှိရင်လည်းဒီ social ပေါ်မှာပေါ့နော် social media အမျိုးမျိုးပေါ့နော်ဒီမျိုးမျိုးမှာအသုံးပြုနေကြတဲ့ပုံမှာအားလက်တဲ့အချိန်လေးမှာဝိုင်းဝန်းပြီးတော့မှဖေတွေမေတွေနဲ့ဝိုင်းဝန်းလှုပ်ဆောင်ကြရဖြစ်ပေါ့နော်အချိန်ကိုကြိုးရှိစွာအသုံးချနိုင်တာဖြစ်တယ်ပြီးလို့ရှိရင်မိသားစုချင်းရင်းနှီးချစ်ခင်မှုဒီအဖေကတော့ရေလောင်းလို့အမေကတော့ပေါက်သူပေါက်လို့သားတွေသမီးတွေကတော့မျက်တွေနှုတ်လို့ပေါင်းနေတင်လို့စအဖြစ်ပေါ့နော်ဒီလိုလှုပ်ချင်းအပြင်ရင်းနှီးချစ်ခင်မှုတွေရွေးထွေးမှုတွေမိသားစုတွေရဲ့ဆက်ဆံရေးတွေလည်းတိုးတက်လာမှာဖြစ်ပါတယ်ဒီလိုမျိုးလှုပ်ရှားလုပ်ရတဲ့ခါကျတော့ကျန်းမာရေးတွေလည်းကောင်းမွန်လာမယ်ပြီးလို့ရှိရင်ပိုရှန်လာတဲ့သီးနှံတွေကိုကိုပတ်ဝန်းကျင်တွေကိုလက်ဆောင်ပေးမယ်ကိုစိုက်ထားတဲ့သီးနှံတွေနဲ့ပတ်သက်ပြီးတော့မှကြေးရွာထဲမှာရှိတဲ့စာရေးနာရေးတွေမှာငါကတော့ဒီနှစ်ဘာသီးနှံလေးစိုက်တာဘလို့အောင်မြင်တယ်ဘသူကတော့ဘလို့သီးနှံလေးစိုက်လိုက်လို့ဘလို့မအောင်မြင်ဘူးစသဖြင့်အပြန်အလှန်အတွေ့အကြုံလေးတွေဖလှယ်ခြင်းအပြင်ကျတို့လူမှုရေးတွေလည်းဝင်ဆက်လာမှာဖြစ်ပါတယ်ဒီကျမ်းမာရေးအတွက်အထောက်အကူပြုစေတဲ့အချက်တွေကတော့ဒီလိုပဲကိုယ့်ရဲ့အလုပ်ကလေးတွေကိုအပင်လေးတွေကိုကြည့်ပြီးတော့မှလိုအပ်တာလေးတွေလုပ်ပေးခြင်းအပြင်ဒီကြုံတွေ့ရတဲ့ဒီအပြင်လောကမှာရှိတဲ့ကြုံတွေ့ရတဲ့စိတ်ဖိစီးမှုတွေကိုလည်းပင်လေးတွေအသီးလေးတွေပန်းလေးတွေကြည့်ပြီးတော့မှစိတ်ဖိစီးမှုတွေရောကြစေမှာဖြစ်တယ်ပြီးလို့ရှိရင်ကိုလည်းငါစိုက်တာဒီနှစ်တော့အောင်မြင်တယ်ဆိုပြီးတော့အလုံးနိုင်ပါလားဆိုတဲ့ယုံကြည်မှုတွေလည်းတိုးတက်စေမှာဖြစ်တယ်လှုပ်ရှားလို့ရတာဖြစ်တဲ့အတွက်နှလုံးကျန်းမာရေးကိုကောင်းမွန်စေတယ်ပျော်ရွှင်မှုတွေကိုလည်းဖြစ်စေတယ်ကိုယ်လက်အင်္ဂါတွေကျန်းမာတန်ဆန်းနေတာဖြစ်ပါတယ်ကျန်းမာရေးအတွက်အထောက်အကူပြုစေတဲ့ချက်တွေကတော့မိသားစုတွေရဲ့ကျန်းမာရေးတွေလည်းကောင်းမွန်လာစေတယ်နက်စောစောမှာပေါ့နော်ဒီနေအောင်ကြီးလေးမှာမနေ့စောစောလေးမှာထားပြီးမှလှုပ်ဆောင်လာဖြစ်တဲ့အတွက်ဗီတာမင် D ကိုကောင်းကောင်းရရှိစေတာဖြစ်တယ်ရှေ့မှာထပ်ခါပြောခဲ့သလိုပဲကျန်းမာရေးအတွက်ပေါ့နော်စိတ်ချရတဲ့ချင်းချင်းရွက်တွေကိုကိုယ်တိုင်စိုက်ပျိုးထားခြင်းအပြင်စားသုံးနိုင်မှာဖြစ်ပါတယ်ကျမတို့တွေကမှာပေါ့နော်အာဟာရတွေမပြည့်ဝဘူးဆိုတဲ့အကြောင်းအရာပေါ့နော်အာဟာရတွေပြည့်ဝဖို့စားသုံးဖို့လိုတယ်အာဟာရမပြည့်ဝဘူးအစားအစာမလုံလောက်ဘူးဆိုတာကတော့တဲ့ဝယ်ဖို့ငွေကြေးမရှိဘူးဆိုတဲ့အကြောင်းအရာတစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူးအာဟာရနဲ့တက်နဲ့ဆိုင်နေပေါ့နော်ဘုဟုတုတတွေဘာတိညာအောင်စားရင်တော့ဘလို့ဖြစ်တယ်ဆိုတဲ့ဘုဟုတုတတွေနည်းနေခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်အဲဒါကြောင့်မို့လို့အာဟာရတက်ပြည့်ဝတဲ့အစားအစာတွေကိုကျမတို့လိုအပ်တဲ့ပမာဏအတိုင်းစားသုံးပေးရမှာဖြစ်ပါတယ်ကျမတို့ပြည့်ဝတဲ့အာဟာရဓာတ်တွေကိုရရှိဖို့အတွက်စားသုံးကြတော့မယ်အဲ့ဒီတော့ဘယ်လိုစားသုံးကြမှာလဲဘယ်မျိုးစားတွေကိုစားသုံးကြမှာလဲကျမတို့ကဒညင်းသီးကိုကြိုက်လို့ပေါ့နော်ဒညင်းသီးသိရမလားအပြကောင်းတိုင်းလို့ဒညင်းသီးကိုသိလားသိပါတယ်သိတယ်နော်ဒညင်းသီးကိုကြိုက်လို့ဒညင်းသီးကဒါအသီးရွက်တွေထဲမှာတော့ပါတယ်ပေါ့နော်ဒညင်းသီးကိုအများကြီးစားလိုက်မယ်ဆိုရင်ဘာဖြစ်လဲဒညင်းသီးကဘာကိုအန္တရာယ်ဖြစ်စေရလို့ကြားပြီးကြောက်ကပျက်စီးမှာဆရာမကြီးဟုတ်ကဲ့ကြောက်ကပျက်စီးတတ်တယ်နော်ဒညင်းသီးကိုအများကြီးစားလို့ရှိရင်ကြောက်ကပျက်စီးတတ်တယ်အဲ့တော့ကိုစားတာကတော့အသီးရွက်တော့အသီးရွက်ပဲဒါပေမဲ့ဘလို့မျိုးစားလဲဆိုတာကိုသိဖို့လိုအပ်တယ်ဘလို့မျိုးစားမျိုးတွေကိုစားသုံးကြမှာလဲခုစွတ်တဲ့အချိန်ဘလို့ချိန်မှာခုစွတ်မှာလဲအမဲ့လုံးသွားမှတင်မောသီးကိုကျမတို့အမဲ့လုံးမှာခုရင်အာဟာရဓာတ်တွေလိုအပ်တဲ့အာဟာရဓာတ်တွေရပါအောင်မလားရပါဘူးမရတော့ဘူးเนาะကျမတို့ဝမ်းအတွက်တောင်မှအန္တရာယ်ရှိနိုင်တယ်ပေါ့เนาะဒီလိုမျိုးဘယ်အချိန်မှာခုစွတ်ပြီးတော့စားသုံးမှာလဲနောက်တစ်ခါကျတော့ချက်ပြုတ်နီးဘလို့ချက်ပြုတ်ပြီးတော့စားသုံးကြမှာလဲကျမတို့ဘူးရွက်တွေကစုံရွက်တွေဟင်းနုနယ်ရွက်တွေကိုကြော်တဲ့အခါမှာဒီအိမ်ရှင်မတွေဆိုရင်တော့ပိုသိမယ်ပေါ့เนาะကြော်တဲ့အခါမှာဆိုလို့ရှိရင်အကြာကြီးကြော်လို့ရှိရင်ကြော်ရင်းနဲ့ဘာဖြစ်လာလဲဘလို့တွေဖြစ်လာလဲဟင်းနုနယ်ရွက်တို့ကစုံရွက်တို့အကြာကြီးကြော်လိုက်ရင်ကြော်ရင်းနဲ့ဘလို့ဖြစ်လာလဲမဲလားမဲလားအမဲရောင်အရင်တွေထွက်လာနော်ဟုတ်တယ်အဲ့ဒီဟာဘာလဲကျမတို့ခန္ဓာကိုယ်အတွက်လိုအပ်တယ်တန်ဓာတ်တွေဖြစ်တယ်တဲ့နော်တန်ဓာတ်တွေကကျမတို့ခန္ဓာကိုယ်ထဲမရောက်တော့ဘဲနဲ့အပြင်ဘက်ကိုထွက်သွားပြီဆိုရင်ကျမတို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့တန်ဓာတ်ကရပါအောင်မလားမရပါဘူးမရတော့ဘူးเนาะအဲ့တော့ဘလို့နီးနဲ့ကျမတို့ချက်ပြုတ်ပြီးတော့စားတောက်ကြမှာလဲပမာဏရောဘယ်လောက်စားမှာလဲဟင်းရွက်တော့စားတယ်တစုံမဲစားတယ်ဆိုရင်ရောကျမတို့လိုအပ်တဲ့အာဟာရဓာတ်ကိုပြည့်ဝတဲ့အာဟာရဓာတ်ကိုရပါမလားမရပါဘူးဒီပကံလုံးကြီးစားပြီးတော့ခါကြတော့မှာကဲဝါပြီးတော့ကျမ်းမာရေးမကောင်းတော့ဘူးဆိုရင်ရောဟုတ်ပါတော့မလားဟုတ်အဲ့တော့ဘယ်လောက်ပမာဏထိစားကြမှာလဲပေါ့နော်ဒါချင်းချင်းပြီးတော့မှစားသုံးကြမှာဖြစ်ပါတယ်နော်
အဲ့တော့ပေါ့နော်အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေကိုလိုအပ်တဲ့ပမာဏအတိုင်းစားသုံးမှုရအတွက်လိုအပ်တယ်ပေါ့နော်ကျမတို့အာဟာရဓာတ်တွေဒါမပြည့်ဝဘူးဆိုလို့ရှိရင်အလုပ်တွေမလုပ်နိုင်တော့ဘူးဖျားနာလို့ရှိရင်ဝင်ငွေတွေနည်းမယ်ဒါကျန်းမာရေးမကောင်းတော့ဆေးကူးရမယ်ဆေးကူးရတဲ့ခါကျတော့မပျော်ရွှင်ရဘူးကိုဒီအိမ်ရမှာကျန်းမာရေးတွေမကောင်းပါဘူးဆိုမှအိမ်နီးနားချင်းတွေကိုလည်းထိခိုက်နေတာဖြစ်ပါတယ်အဲ့ဒီတော့အိမ်ချမ်းဝင်းတွင်မှာကိုစိုက်ပျိုးထားခြင်းအပြင်လက်ဆက်တဲ့ပြီးနိုင်တွေကိုစားသုံးရမယ်အာဟာရဓာတ်တွေပြည့်ဝရမယ်ကျန်းမာရေးတွေလည်းကောင်းမွန်မယ်ငွေကုန်လည်းနည်းမယ်ပြီးလို့ရှိရင်စီးပွားရေးကိုလည်းအထောက်အကူပြုစေတာဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီနောက်တစ်ခါကျတော့ဒီဘာတွေကိုခန္ဓာကိုယ်အတွက်ပေါ့နော်ဘလိုဓာတ်တွေကိုရရှိစေလဲဟင်းသီးရွက်တွေစားသုံးခြင်းအဖြစ်ပေါ့နော်ဒီအုံမင်းရောမှုကိုနှောင့်နှေးစေတဲ့ antioxidant လို့ခေါ်တဲ့ဓာတ်တိုးစန့်ကျင်ပစ္စည်းတွေလည်းဟင်းသီးရွက်တွေမှာပါဝင်တာဖြစ်ပါတယ်အာဟာရဓာတ်တွေရရှိတယ်အမြင်ဓာတ်တွေရရှိတယ်ခန္ဓာကိုယ်အတွက်အမြင်ဓာတ်တွေရရှိခြင်းအဖြစ်ကျမတို့ဦးတွေကိုတန့်ရှင်းပေးတယ်အဲ့ဒါဝမ်းတွေကောင်းမွန်စေတယ်ပေါ့နော်ဒီလိုမျိုးအမြင်ဓာတ်တွေလည်းရရှိစေတယ်ဆေးဘက်ဝင်နေပေါ့နော်ကယ်ရိုတင်းဓာတ်ပြုံးပြီးမှဆိုရင်ပေါ့နော်ကျန်းချီသီးမှာလိုက်ပုံပြီးဓာတ်ဒီမှာဆိုလို့ရှိရင်မုံလာဥနီမှာဘီတာကယ်ရိုတင်းဓာတ်ဘယ်ရီသီးတွေမှာဆိုရက်စပရာထောဆိုတဲ့ဓာတ်တွေပေါ့နော်ဒီဓာတ်တွေကျမတို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဓာတ်တွေရရှိနိုင်မှာဖြစ်ပါတယ်အဲ့ဆိုလို့ရှိရင်ဒီပင်လေးတွေစိုက်ပျိုးခြင်းအပြင်ကျမတို့ဒီပတ်ဝန်းကျင်ကိုလည်းအထောက်အကူပြုနိုင်တာဖြစ်တယ်ကျမတို့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေတွေပေါ့နော်ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေတွေကဒီနေတွေကအပူတွေကိုစုပ်ယူပြီးတော့မှဒီမီးပုံးငွေတွေကနေပြီးတော့မှနေတွေကအပူတွေကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေတွေပေါ့နော်ဒါတွေကကမ္ဘာကြီးကိုပူနွေးစေတာဖြစ်တယ်ကျမတို့အပင်လေးတွေကကြတော့ဒီကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေကိုစုပ်ပြီးတော့မှသူတို့အစာချက်ဖို့အတွက်အသုံးပြုလိုက်တယ်အဲ့ဒီတော့ကမ္ဘာကြီးပူနွေးလာမှုကိုလည်းအပင်လေးတွေစိုက်ထားခြင်းအပြင်ကာကွယ်ပေးတာဖြစ်တယ်ပြီးလို့ရှိရင်ဒီဂေဟစနစ်ကိုလည်းညှတစေတာဖြစ်တယ်အဲဒါကြောင့်မို့လို့အကျိုးပြုဒီတက်ရှိလေးတွေကကျမတို့အပင်လေးတွေမှာလာရောက်ပြီးတော့မှခုနားနိုင်တာဖြစ်ပါတယ်ဒါကတော့ပတ်ဝန်းကျင်အတွက်ကျမတို့အပင်လေးတွေစိုက်ပျိုးခြင်းအပြင်အထောက်အကူပြုမှုကိုဖော်ပြပေးတာဖြစ်ပါတယ်အဲ့တော့ကြွကောင်းဆောင်ကြီးတွေအနေနဲ့ပေါ့နော်ပတ်ဝန်းကျင်အတွက်အထောက်အကူပြုတာတွေကိုလည်းသိသွားပြီးကျန်းမာရေးအတွက်ကောင်းတာတွေကိုလည်းသိသွားပြီးပြီးလို့ရှိရင်ဒီဝင်ငွေရတာတွေကုန်ကျစရိတ်တွေကိုရောနေစေတာတွေအကုန်လုံးကိုသိသွားပြီဆိုတော့ကျမတို့စိုက်ပျိုးကြတော့မယ်ကြွကောင်းဆောင်ကြီးစိုက်မှာလားစိုက်မှာပါ စိုက်မှာပါနော်စိုက်ပျိုးတင်လား စိုက်ပျိုးတယ် အကျိုးတင်ပါ အကျိုးတင်ပါတယ်နော်ဟုတ်ကဲ့ပါအဲ့တော့စိုက်တယ်ပေါ့နော်ကျမတို့လက်တွေ့စိုက်ပျိုးကြတော့မယ်ဆိုတော့စိုက်ပျိုးတာတွေကတော့ပေါ့နော်ကြည့်ရကောင်းဆောင်ကြီးတို့ကအများစုကတော့နော်တောင်သူတွေဖြစ်တဲ့ခါကျတော့အထူးတလည်းအများကြီးပြောနေစရာမလိုပါဘူးအကုန်လုံးကသိရှိပြီးသားဖြစ်မှာပါအဲ့တော့ကျမတို့ပထမဆုံးစိုက်ပျိုးဖို့အတွက်ပြင်ဆင်မယ်စီမံချက်ရေးမယ်ပေါ့လေအကြီးပြောမှဆိုရင်တော့စီမံချက်ရေးမယ်ပြင်ဆင်မယ်ပေါ့လေပြီးလို့ရှိရင်ဘယ်လိုစိုက်ကြမလဲရိတ်ပြီးသွားလို့ရှိရင်ဘယ်ဒီနယ်တွေကဘယ်နည်းလောက်ခံတာလဲဘယ်လိုမျိုးဓာတ်တွေသုံးကြမှာလဲပြီးလို့ရှိရင်ပြက်ပိုးကာကွယ်ရာနည်းတွေပေါ့နော်ဒါလေးကိုကျမကဆက်ပြီးမှဆွေးနွေးပေးမှာဖြစ်ပါတယ်အဲ့တော့အကောင်းဆုံးမြင်နေရရွေးချယ်ခြင်းပေါ့နော်စိုက်ပျိုးတော့မယ်ဆိုတော့ကိုခြံဝင်းတွင်းမှာစိုက်ပါတယ်ဆိုမှကိုခြံကသဲနေဆိုရင်လည်းသဲနေကိုပဲကောင်းလာအောင်ပြုပြင်ပြီးစိုက်ရမှာပေါ့ပြင်လို့မှမရတာခြံဝင်းကြီးကိုရေကောင်းတဲ့နေရာကိုရွှေ့သွားလို့မှမရတာဟုတ်တယ်မလားဟုတ်လားဟုတ်ပါတယ်ဟုတ်တယ်နော်အဲ့ဒီတော့အကောင်းဆုံးကိုခြံထဲမှာဘယ်နေရာလေးရတင့်တော်လဲဘယ်နေရာကတော့စိုက်လို့မဖြစ်နိုင်ဘူးလေဒီလိုမျိုးပေါ့နော်နေရာလေးတွေရွေးချယ်ကြမယ်နေရာကြီးကောင်းကောင်းရတဲ့နေရာလေးတွေကိုရွေးမယ်တင့်တော်တဲ့ဒီတဲလုံးမြေကတော့ကောင်းလုံးပဲပေါ့နော်ဒါပေမဲ့ကို့မှာရှိတဲ့မြေလေးကိုပဲကောင်းအောင်ပြုပြင်ပြီးစိုက်ပျိုးကြမှာဖြစ်ပါတယ်ပြီးလို့ရှိရင်မိုးရေတွင်းရေကန်ရေတွေကိုအစိုးရကောင်းကောင်းရအောင်ဒီရေတွေကိုအသုံးပြုမယ်မြေပြန့်လေးတွေမှာစိုက်မယ်ဘုံဆောင်တွေဖြစ်မယ်ဆိုလို့ရှိရင်လည်းနည်းနည်းပြေတဲ့နေရာလေးတွေမှာစိုက်နော်ကျမတို့ကြေးရကောင်းဆောင်ကြီးတို့လိုပေါ့နော်ခြံနေဝန်းနေနဲ့နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့တဲ့40-60လောက်ကျယ်ဝန်းလောက်ရှိတဲ့ဒီနည်းရွယ်စိုက်ခင်းလေးဟာကျမတို့မိသားစု6ယောက်ကိုနေ့စဉ်စားသုံးဖို့လက်လက်ဆက်ဆက်ဟင်းသီးရွက်တွေထောက်ပံ့ပေးနိုင်တာဖြစ်ပါတယ်အဲ့လိုမှခြံဝန်းနေနဲ့မရှိရကျမတို့လိုပေါ့နော်ဒီအဆောင်တွေမှာနေကြရတဲ့သူတွေဆိုရင်လည်းကို့မှာတင့်တော်တယ်လို့ပေါ့နော်ခေါ်ရတာလေးတွေမှာဒီစံစီယိုလေးတွေမှာအစားရှိတဲ့ဖြစ်ပေါ့နော်ကိုတင့်တော်တဲ့ဟာလေးတွေဒီအရှိလေးမှာရောကျမတို့အိမ်ရှိမှာဆိုလဲဒီလိုမျိုးပဲငရုတ်ပင်လေးကိုပန်းအိုးလေးနဲ့ထည့်ပြီးစိုက်ထားတယ်ဘာဖြစ်ဖြစ်ငရုတ်သီးလေးတွေကိုစားချင်တဲ့အချိန်မှာသွားခူးပြီးတော့မှစားလို့ရတယ်ပေါ့နော်ပန်းပင်လေးတွေစိုက်ထားတယ်ပန်းပင်လေးတွေအနံလေးတွေနဲ့ညဆိုလို့ရှိရင်မှုေးနေရပဲပေါ့နော်စိတ်တွေကိုလန်းဆန်းစေတာဖြစ်တယ်ကိုနဲ့တင့်တော်တဲ့နေရာပေါ့နော်ကိုကဘယ်နေရာမှာရှိနေရလဲတင့်တော်တဲ့ဒီနံလေးတွေကိုစိုက်ပျိုးတင်တာဖြစ်ပါတယ်အဲ့တော့ကြက်ကောင်းဆောင်ကြီးကိုခြံနဲ့ဝန်းနဲ့နေကြတဲ့သူတွေအတွက်ဆိုလို့ရှိရင်ခြံစည်းကိုပတ်လည်မှာဘလို့ပင်တွေကိုစိုက်ကြမှာလဲဒါကတော့ကိုယ့်ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်ခြံစည်းကိုပတ်လည်မှာဘလို့ပင်တွေစိုက်ပျိုးတင်လဲမကြီးတန်းလေးစိုက်ထားရင်ရောခြံစည်းကိုကာပြီးတာမဖြစ်ဘူးလားမကြီးတန်းလေးခြံစည်းကိုပတ်လည်မှာမကြီးတန်းလေးစိုက်ထားမယ်ဆိုရင်ရော
မကြီးရွက်လေးတွေလည်းခူးစားလို့ရမယ်ပြီးလို့ရှိရင်ချန်စီကိုလည်းကာပြီးသားဖြစ်မယ်ညှက်ပေးမယ်ပေါ့နော်ဒီကိုလိုချင်တဲ့ရင်ဆိုးလောက်ဒီပဲမှာနေရာမှာညှက်ပေးကြမလားပေါ့နော်ပြီးလို့ရှိရင်ကမွန်းညင်တွေကိုချန်စီကိုပတ်လည်မှာစိုက်ထားရင်စူးပါလာဖြစ်တဲ့အတွက်ချန်စီကိုကာပြီးသားလည်းဖြစ်တယ်ပြီးလို့ရှိရင်ညှက်ပြီးတော့မှဈေးရောင်းလို့ရောမရဘူးလားရပါတယ်ဟုတ်ပါတယ် ရပါတယ်နော်အဲ့တော့ဘလို့ပင်တွေကိုစိုက်ပြကြမှာလဲအဲ့ရဲ့နောက်ဖေးမှာရောကြာနေဘက်ချမ်းမှာဘလို့ပင်တွေစိုက်ပြကြမှာလဲကြာနေဘက်မှာအိမ်ကိုနေပူတာကိုကာကွယ်ဖို့အတွက်နည်းနည်းမြင့်တဲ့အပင်တွေပေါ့နော်နည်းမြင့်တဲ့အပင်တွေစိုက်ပြထားခြင်းအပြင်ညနေနေထိုးတာအိမ်ကိုနေထိုးတာကိုလည်းကာကွယ်နိုင်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်စင်တင်စိုက်ပြနိုင်တဲ့အပင်တွေပေါ့နော်စင်တင်ပြီးတော့စိုက်ရတဲ့အပင်တွေစင်တင်စိုက်ပြနိုင်တဲ့အပင်တွေကိုအိမ်ရှိမှာစိုက်ရင်အဆင်ပြေပါမလားစင်တင်ပြီးတော့စိုက်ရတဲ့အပင်တွေကိုအိမ်ရှိမှာစိုက်ရင်အဆင်ပြေပါမလား ပြေပါဘူး မပြေဘူးနော်အိမ်ကြီးကိုကွဲသွားမှာပေါ့အဲ့တော့ကိုယ့်ရဲ့ရွေးချယ်မှုတိုင်းပဲပေါ့နော်စင်တင်စိုက်ပြလို့ရတဲ့အပင်တွေကိုဘယ်နားလေးမှာစိုက်မလဲနောက်တစ်ခါဘေးမှာစိုက်ကြမလားတိုင်ထောင်ပြီးတော့မှစိုက်ပြလို့ရတဲ့အပင်တွေကိုဘယ်ဘက်မှာစိုက်မလဲဘောင်ဆွဲစိုက်ရတဲ့အပင်တွေစအဖြစ်ပေါ့နော်ပင်ပြောခြုံပင်မျိုးစားတွေဘယ်နားလေးကျမှစိုက်ကြမလဲဒါကတော့ကြည့်ရကောင်းဆောင်ကြီးကိုစိုက်မဲ့သူတွေရဲ့ပေါ့နော်ရွေးချယ်မှုတိုင်းပဲဖြစ်ပါတယ်ဒီမှာအရွက်စားတဲ့ဥစားတဲ့ပန်းပင်လေးတွေဆိုရင်ရောဘယ်နားမှာစိုက်မလဲပန်းပင်လေးတွေဆိုဘယ်နားမှာစိုက်ကြမလဲအိမ်ရှိမှာ အိမ်ရှိပါ ပန်းပင်လေးတွေဆိုအိမ်ရှိမှာဆိုင်ပါပေါ့အဲ့တော့ကြည့်တဲ့သူရဲ့မျက်စိပသာလာကိုလည်းဖြစ်စေတယ်ပြီးလို့ရှိရင်အိမ်ကိုအလှအပလေးတွေလည်းဖြစ်စေတယ်ပြီးလို့ရှိရင်အိမ်ကိုကွယ်ဝါးတာမျိုးလည်းမဖြစ်စေဘူးပေါ့နော်ဒါကတော့ကြည့်ရကောင်းဆောင်ကြီးတွေရွေးချယ်မှုပဲဖြစ်ပါတယ်အဲ့ဒီတော့ကျမတို့ဘယ်လိုစိုက်ပြကြမလဲပေါ့နော်ဘယ်လိုစိုက်ကြမလဲဆိုတော့အစိုးရများနဲ့အချိန်မှာပေါ့နော်မြေကိုမပြင်သင့်ပါဘူးမြေကြီးလာတွေပြည့်စည်နိုင်တယ်ဒါကြောင့်ပေါင်းရက်တွေကိုဒီမြေဆွေးလေးတွေလုပ်ဖို့အတွက်စုထားမယ်ပြီးလို့ရှိရင်ထွန်ကျင်းနဲ့ထုံမွေပြီးမြေဆိုင်ကလေးတွေကိုခြေပေးမယ်ဒါအကြွကောင်းဆောင်ကြီးတို့အထူးတလဲပြောရမယ်ဒီကိစ္စတွေမဟုတ်ပါဘူးအကုန်လုံးကအလုပ်ဖူးပြီးသားလုပ်တက်ပြီးသားသူတွေကြီးပဲဘောင်လေးကိုရေဆွေးလေးတွေထည့်မယ်ရေစည်းလာကောင်းအောင်မိုးရင်းဆိုရင်ဘောင်လေးနဲ့ဆိုင်မယ်ခုလိုမိုးမများတဲ့ချိန်တွေပေါ့နော်မိုးနွေရာသီတွေပေါ့နော်ဆောင်းရာသီတွေမှာဆိုရင်ဘောင်ကိုမဆိုင်တင်ဘောင်မတင်ဘူးပေါ့နော်ဘောင်လေးနဲ့နည်းနည်းလေးတင်ရင်လည်းတင်ဆိုင်မယ်ရေဝတ်တဲ့နေရာတွေမှာမိုးများတဲ့နေရာတွေမှာဘောင်မြင့်မြင့်ဆိုင်မယ်ရေဝတ်ထံမခံနိုင်တဲ့မိုးရင်းမှာပေါ့နော်ရေဝတ်ထံမခံနိုင်တဲ့ပင်တွေဝါချင်းလေးတွေနဲ့ထည့်ဆိုင်မယ်ဒါကတော့ကိုယ့်ရဲ့ဒီရွေးချယ်မှုတိုင်းစိုက်ပြလို့ရပါတယ်ပြီးလို့ရှိရင်မြေဆွေးပုံလေးတွေပေါ့နော်မြေဆွေးပုံလေးတွေတင့်တော်တဲ့မြေဆွေးလုံးနဲ့ဒီစနစ်နဲ့ဘာမှမြေဩဇာလေးတွေပြုလုပ်ပြီးတော့မှကျမတို့ဘာမှမြေဩဇာလေးတွေကိုကိုချံဝင်တဲ့ပြီးနိုင်လေးတွေမှာထည့်သွင်းပေးမယ်ပေါ့နော်ဒီလိုမျိုးစိုက်ပြလို့ရပါတယ်အခုဒီမှာဖော်ပြထားတာကတော့အသီးလက်စိုက်ပြကြမယ်ပေါ့ဒီနှစ်ဒီသီးနှံနောက်နှစ်လည်းဒီသီးနှံမှုပဲနဲ့သီးနှံလေးတွေကိုလက်စိုက်ပြခြင်းအပြင်ဒီပုံမတွေကြားရမှုတွေကာကွယ်နိုင်တာဖြစ်ပါတယ်မြေစီဩဇာတွေလည်းပိုပြီးကောင်းမွန်လာတာဖြစ်ပါတယ်ဒီပဲမျိုးရင်းဝင်အပင်တွေနဲ့တခြားခရမ်းတို့ခရမ်းကျင်တို့လုံးမနီတို့ဒီလိုသီးနှံလေးတွေကိုတစ်လက်ဒီစိုက်ပြလို့ရတယ်ဒီမှာတစ်နှစ်ပတ်လုံးစိုက်လို့တစ်နှစ်ပတ်လုံးရှင်သန်းနေတဲ့အပင်တွေကဘာတွေလဲဆိုတော့ဒီစူးပုတ်တို့ကမွန်းချင်တို့မကြီးတို့ရှောက်တို့ဂွေးတောက်တို့ကညွတ်တို့ဒီလိုသီးနှံတွေကတစ်နှစ်ပတ်လုံးဒီရှင်သန်းနေတာပေါ့နော်တခြားဓာတိလိုက်ဆက်ရမယ်သီးနှံလေးတွေခဝဲပဲလင်းမွေပဲဆောင်လားနောက်တစ်ခါဘူးဖယုံပဲပစုံစတဲ့ဓာလေးတွေကိုဒီမှာကဖော်ပြပေးထားတာဖြစ်ပါဒါအကုန်လုံးကြီးကိုဒီမှာဖတ်မပြတော့ပါဘူးနောက်တစ်ခါအနှိမ့်အမြင့်မတူတဲ့ပင်လေးတွေကိုရောနှောစိုက်ခြင်းအဖြစ်အောက်ကအနှိမ့်ရေနှိမ့်အနှိမ့်မှာစိုက်ထားတဲ့ဟာခြင်းအပြင်ပေါင်းမြက်တွေကြားမှုလည်းကာကွယ်ပေးတာဖြစ်တယ်ပိုးတွေဘာတွေကြမယ်ဆိုရင်လည်းလက်နဲ့ကောက်ယူမယ်ဘာပိုးနှင်စေပုဒ်သက်စေးတွေလည်းကိုယ်တိုင်ပြုလုပ်သုံးစွဲခြင်းအဖြစ်လည်းဖြည့်ရှင်းနိုင်တာဖြစ်ပါတယ်ဒီမှာနောက်တစ်ခါစိုက်တော့မယ်ပေါ့နော်ဟင်းသီးရွက်တွေစိုက်တော့မယ်ဘယ်လိုသီးနှံတွေကိုစိုက်ကြမလဲဆိုတာကလည်းကြည့်ရကောင်းဆောင်ကြီးတို့ရဲ့ဒီကြိုက်နေတဲ့မှုပေါ်မှာမူတည်တယ်ကိုကဘာသီးနှံကြိုက်တာလဲကို့အိမ်မှာအသက်ကြီးတဲ့သူတယောက်ရှိတယ်တွေးတိုးတတ်တယ်ဆိုရင်ကိုခြံရဲ့ထောင်လေးမှာဘာပင်စိုက်ထားကြမလဲခြံထောင်လေးမှာဘာပင်စိုက်ထားရင်ကောင်းမလဲသူအိမ်မှာလူကြီးမိဘတွေကတွေးတိုးတတ်တယ်ဆိုရင် ဓာတ်တလုံးဟုတ်တယ်ဒန်းတက်လုံးမေလေးကိုစိုက်ကြမယ်အဲဆိုလို့ရှိရင်တကယ်လို့များသွေးတိုးတယ်ဆိုရင်ဒန်းတက်လုံးညင်လေးချက်တောက်လို့ရတယ်ဒန်းတက်လုံးရက်ကလေးကိုအခြေပြီးတော့မှစားလိုက်လို့ရတယ်ဒီလိုမျိုးပေါ့နော်ကိုတင်နေတဲ့ဟာလေးတွေစိုက်ပြလို့ရတယ်တချို့ပြီးခဲ့တဲ့ဘက်ကချက်ကောင်းဆောင်ကြီးတွေကတော့တဲ့သူတို့ကတဲ့ဒီဂွေးရောက်ရက်ကိုစိုက်ကြမယ်တဲ့ဘာလို့လဲဆိုတော့ဂွေးရောက်ရက်ကိုဘယ်ချိန်ဒီမှာစားကြမလဲဟိုမှာအောက်ဆီဂျင်ပြအောင်ပါအောက်ဆီဂျင်ရအောင်ဟုတ်တယ်နော်ဟုတ်ကဲ့ပါတချို့ကြီးကကောင်းဆောင်ကြီးတို့ကသူတို့ကတဲ့ညနေပိုင်းနေမှာတဲ့ဒီချက်သားနဲ့ချက်ပြီးတော့တောက်ဖို့ရအတွက်ကိုအဲ့ဒါဆိုလေဖြတ်ပါမှာဆရာမအဲ့ဒါဆိုလေဖြတ်မှာညနေပိုင်းအေးတောင်ဟုတ်လားအေး
ဆောင်ညနေဒီမှာဆိုင်ဟုတ်တယ်နော်အဲ့ဒီတော့ကိုယ့်ရဲ့ရွေးချယ်မှုပေါ့နော်ကိုယ့်ရဲ့တိုက်နှစ်သက်မှုကိုယ့်ရဲ့လိုအပ်မှုအရာပေါ့နော်သူတို့ကအနည်းလေးလုပ်ပြီးမှစားချင်တာဖြစ်တယ်တဲ့အဲ့ဒါကြောင့်အဲ့လိုမျိုးစားကြမယ်တဲ့အဲ့မျိုးစိုက်ကြမယ်ပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်ကိုယ့်ရဲ့ရွေးချယ်မှုတိုင်းစိုက်ပြလို့ရတယ်ကိုစိုက်တဲ့ဒီနံကပိုလာလို့ရောင်းမယ်ဆိုရင်ရောဈေးကွက်ဝင်တဲ့ဒီနံဖြစ်ရလားအပြင်တက်တန်းရောတက်တန်းရှိတဲ့အပင်ကြီးကိုအကြာကြီးစိုက်ထားမှာလားဒါမှမဟုတ်လို့ရှိရင်တက်တန်းတစ်လားလောက်ပဲရှိတဲ့ဒီအရွက်စားတဲ့ဒီနံလေးတွေကိုအခုချိန်လေးဆိုနန်းနန်းမင်းတွေပါလေစိုက်ရင်ဖြစ်တယ်လေဒီလိုမျိုးတက်တန်းခတ်တူတူနဲ့အပင်တွေကိုထပ်ခါစိုက်ပြိုးပြီးတော့မှပဲဝင်ငွေရအောင်လုပ်ကြမှာလားဒါလည်းကိုယ့်ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်အပင်ရဲ့ပုံစံနဲ့အရွယ်အစားဘလို့ဒီနံတွေဘလို့ပုံစံတွေကိုစိုက်ပြိုးကြမှာလေပေါ့နော်ရွေးချယ်ပြီးတော့မှစိုက်ပြရမှာဖြစ်ပါတယ်နောက်ကအမြင့်တက်တဲ့အပင်နဲ့မြေနဲ့ကပ်ပေါက်တဲ့အပင်တွေကိုရောပြီးတော့မှစိုက်ပြနိုင်တယ်တိုင်တောင်ပဲနဲ့ကစုံဥလိုမျိုးပေါ့နော်ခရမ်းသီးနဲ့မုံကြီးလိုမျိုးစချင်ပေါ့နော်အသီးစားတဲ့ဟင်းသီးရွက်တွေနဲ့အရွက်စားတဲ့သီးနှံတွေကိုလည်းရောစားလို့ရတယ်ဥစားသီးနှံတွေနဲ့ပြီးလို့ရှိရင်ဒီဥစားသီးနှံတွေပေါ့နော်ဒါတွေကိုစိုက်ပြခြင်းအပြင်ဒီအသီးတွေခုဆွတ်တဲ့အခါမှာလည်းဥတွေကိုထိခိုက်မှုမရှိနိုင်ဘူးပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့ရွေးချယ်မှုအတိုင်းကိုဘယ်လိုလေးစိုက်ပြကြမှာလဲရွေးချယ်ပြီးတော့စိုက်ပြလို့ရပါတယ်အဲ့ဒီတော့မိုးရောဆောင်းမှာစိုက်လို့ရတဲ့အပင်တွေကတော့ဒီမှာဘူးဖယုံကြောက်ဖယုံစိုက်ဖြစ်ဒီမှာဖော်ပြပေးထားတဲ့ပြီးနံတွေကတော့မိုးတွေရောဆောင်းတွေရောစိုက်လို့ရတယ်ဒီဘက်ကဖော်ပြပေးထားတဲ့ဆောင်းမှာပဲစိုက်လို့ရတဲ့အပင်တွေကတော့မုံညင်းတွေပေါ့နော်ပြီးလို့ရှိရင်ပန်းခေါ်ပြီးတွေခေါ်ပြီးဒုတ်တွေပန်းခေါ်ပြီးဇိမ်းတွေဒါတွေကတော့ဆောင်းမှာစိုက်လို့ရတဲ့ပြီးနံတွေပေါ့နော်ဒါတွေအများကြီးရှိပါတယ်ဒါတွေကိုဒီမှာဖော်ပြပေးထားတာဖြစ်ပါတယ်နောက်ကဒီမှာပေါ့နော်အနေအမြင့်မတူတဲ့သီးနှံလေးတွေကိုကျမတို့ကြေးရကောင်းဆောင်ကြီးတွေဘယ်လိုစိုက်ပြကြမှာလဲပြီးလို့ရှိရင်စိုက်တဲ့အခါမှာရောဓာတ်ရိုက်စိုက်လို့ရတဲ့အပင်တွေချမောင်တွေကစုံတွေမုံလာဦးမုံကြီးတွေဒါတွေကတော့ဓာတ်ရိုက်စိုက်လို့ရတယ်ကြောင်းစိုက်ရမယ်သီးနှံတွေကတော့ခရမ်းချင်းတွေခေါ်ပြီးတော့ဒီလိုအပင်တွေကကြတော့ပြိုးကင်းလေးလုပ်ပြီးမှပြိုးပေါင်လေးကနေရွှေ့ပြီးမှပြောင်းစိုက်လို့ရတဲ့အပင်တွေဖြစ်တယ်ကြောက်ပြိုးပင်လေးတွေကိုရွှေ့မယ်ဆိုလို့ရှိရင်လည်းဒီမိုးအုံတဲ့အချိန်မှာရွှေ့မယ်ဒါတွေကလည်းကြေးရကောင်းဆောင်ကြီးတွေကလက်တွေ့လုပ်နေတာဖြစ်တဲ့အတွက်အထူးတလည်းမလိုအပ်ပါဘူးပြီးလို့ရှိရင်အပင်မနာဖို့ခယူးပြရမယ်ပြိုးပင်လေးတွေငယ်နေသေးတယ်အရန်နှုတ်နေသေးတယ်ဆိုရင်ကြောင်းရွှေ့ဆိုင်တဲ့အခါမှာယာယီအရိပ်လေးတွေသူတို့နေပြင်းတဲ့တန်တွေမခံရအောင်လိုလေးလုပ်ပေးဖို့လိုတယ်ပြီးလို့ရှိရင်လည်းပြိုးပင်လေးတွေကိုလည်းခယူးတစ်ဆိုင်တူးယူပြီးတော့မှစိုက်ပြကြရမှာဖြစ်ပါတယ်တခါကျတော့နောက်တစ်ခုကကျတော့ဟင်းသီးရွက်တွေကိုကျမတို့မျိုးစေ့တွေဘယ်လိုစီရင်ကြမလဲအဲ့တော့မျိုးစေ့တွေစီရင်ပြီးတော့မှစိုက်ပျိုးခြင်းအပြင်ဒီခါကြီးယောဂါတွေအပင်ငယ်တဲ့အချိန်မှာပေါ့နော်လိုအပ်တဲ့နိုက်ထရိုဂျင်ချို့တဲ့မှုတွေကိုလည်းကာကွယ်နိုင်တယ်မြေကြီးကနေနိုက်ထရိုဂျင်လိုအပ်မှုကိုလည်းရောကြစေတာဖြစ်ပါတယ်စိုက်ပျိုးခြင်းရတယ်ကြွကောင်းဆောင်ယူသိတယ်အစစ်သေးသေးလေးရှိတယ်မုံညင်းစီလေးတွေမြင်ဘူးလားဒီမုံညင်းမုံလာရဲ့အစီလေးတွေဒီခွာလာတယ်သေးလေးတွေနော်အဲ့လိုသေးလေးတွေဆိုရင်တိမ်လေးပဲစိုက်မှာပေါ့အစစ်ကြီးတဲ့သီးနှံတွေပေါ့နော်အစစ်ကြီးတဲ့သီးနှံတွေဆိုလို့ရှိရင်ပဲတောင်ချေဆိုရင်အစစ်ကြီးရလေနော်ပဲတောင်ချေဆိုရောဘယ်လောက်စိုက်မှာလဲဆိုတော့သူကတစ်လက်မအသိန်းနဲ့လောက်ထားပြီးမှစိုက်မယ်အစစ်ကြီးတဲ့ပင်ကိုနည်းနည်းစိုက်မယ်အစစ်သေးတဲ့ပင်လေးကိုတိမ်လေးပဲစိုက်မယ်စိုက်ပြီးရင်ငါးချေးတွေပွားနေမြေသွေးလေးတွေချူပေးရမယ်။နောက်စိုက်တဲ့အပင်ကပင်ပေါက်ရခိုင်နှုန်းကောင်းတဲ့အပင်ဖြစ်ဖို့လိုတယ်။ပြိုးထောင်စိုက်ရမယ့်အပင်ဆိုရင်ပြိုးကင်းလေးလုပ်ပြီးမှစိုက်မယ်။ဓာတ်ရိုက်အစစ်ချစိုက်ပြိုးရတဲ့အပင်ဆိုရင်လည်းဓာတ်ရိုက်စိတ်ချစိုက်ပြိုးမယ်။ဂိုင်းချက်ပြီးဂိုင်းထိုးပြီးစိုက်ရမယ့်အပင်ဆိုရင်လည်းဂိုင်းလေးတွေဖြတ်ပြီးစိုက်ပြိုးမယ်ပေါ့နော်။ဒီလိုမျိုးစိုက်ပြိုးရမှာဖြစ်ပါတယ်။နောက်တစ်ခုစိုက်ပြီးပြုစုကြမယ်ဒါလည်းသိပြီးသားပဲစိုက်ပြီးမှတော့ရေလောင်းပေးရမှာပေါ့သူမြေစပေးဖို့လိုရင်မြေစပေးရမယ်ဂိုင်းတွေရှင်းလင်းပေးဖို့လိုရင်ရှင်းပေးရမယ်တိုင်ထောင်ပေးရမယ်ပဲပင်တွေစိုက်ထားရင်ပဲတိုင်ထောင်ပေါ့နော်လူမျိုးစိုက်ထားရင်တိုင်လေးတွေသူအညွန့်လေးတွေစထွက်လာတဲ့အချိန်မှာတိုင်ထောင်ပေးရမယ်မြေဖုံးပေးရမယ်စသဖြင့်ပေါ့နော်ဒီဘက်မှာကျတော့ရေလိုအပ်ချက်လေးတွေကိုဖော်ပြထားတယ်ပေါ့နော်ဟင်းနူးနယ်တို့ဒီဆက်လက်ရက်တို့ရေလိုအပ်မှုတွေများတယ်စစ်သွန်တို့ဒါတွေကအတင်းလိုအပ်တယ်ပဲတွေဆိုရင်တော့ရေလိုအပ်မှုနည်းတယ်နောက်တစ်ခါဖရဲတခွားတို့ပေါ့နော်ဒီဖယုံတို့ဒါတွေကတော့ရေလိုအပ်မှုအလွန်နည်းတာဖြစ်ပါဒါတော့ကြေးရကောင်းဆောင်ကြီးတို့ကိုသိရှိဖို့ရဘူးတုဒ္ဒရရှိဖို့ရဖော်ပြပေးထားတာဖြစ်ပါတယ်အထားခံမှုအခြေအနေတွေပေါ့နော်ဟင်းသီးရွက်တွေရိတ်သိမ်းပြီးတဲ့နောက်ပိုင်းမှာအထားခံမှုအခြေအနေတွေကပဲတွေဆိုရင်3-4ရက်ခံတယ်ကျင်း5သီးဆို4ရက်ခံတယ်ခေါ်ပြီးတော့ဆိုရင်4ရက်6ရက်ခံတယ်ခါကျက်ဥဆို12ရက်လောက်ခံတယ်စားရှိပြင်ပေါ့နော်ဒီမှာအများကြီးပဲမို့လို့ဒီမှာကဖတ်ပြီးမှမကြတော့ဘူးနောက်ဆုံးခရမ်းချင်ပြီးဆိုရင်10ရက်ကနေ16ရက်လောက်ခံတယ်ပေါ့နော်ဒီလိုမျိုးသူတို့ရိတ်သိမ်းပြီးတဲ့နောက်ပိုင်းခုစွတ်ပြီးတဲ့နောက်ပိုင်းမှာအထားခံတဲ့အခြေအနေလေးတွေဖြစ်ပါတယ်နောက်ခါအေးမြမှုကိုကြိုက်တဲ့သီးနှံတွေပေါ့နော်အေးမြမှုကိုကြိုက်တဲ့သီးနှံတွေကတော့ဒီမှာဆိုလို့ရှိရင်နှုတ်ရွယ်တို့ပဇွန်ရွက်တို့ဟင်းစားကြောင်မှုရုံးမလီဒီလိုဟာတွေက
အေးများဆွဆွမှုကိုတိုက်တဲ့သီးနှံတွေဖြစ်တယ်အေးတိုက်တော်လည်းပဲဆွဆွမှုကိုမတိုက်တဲ့သီးနှံတွေပေါ့နော်ပဲဒီမျိုးသခွားငရုတ်မုံလာဦးဒီလိုသီးနှံတွေကဆွဆွမှုကိုမတိုက်ပါဘူးဆိုသူကရေထဲသွားပြီးမှနှစ်ထားလို့ရှိရင်ရပါမလားမရနိုင်ဘူးနော်အဲ့ဒီတော့ဒါကအေးတိုက်တော့လဲဆွဆွမှုကိုမတိုက်တဲ့သီးနှံတွေဖြစ်တယ်ပြီးလို့ရှိရင်ကျမတို့သိပြီးသားပဲကြက်သွန်ဖြူအာလူပစုံဥတွေပေါ့နော်ဒါတွေကတော့လေကောင်းလေတန်းရတဲ့နေရာထောက်တွေ့တဲ့နေရာမှာသဘာဝအပူချိန်မှာထားပြီးမှတူထောင်ပေးရမှာဖြစ်ပါတယ်အခုကျမဆက်ပြီးမှကြွကောင်းကြီးတို့ကိုဒီအိမ်ချောင်းဝန်းသီးနှံထဲမှာပေါ့နော်သဘာဝမြေဩဇာလေးအကြောင်းကိုဆက်ပြီးမှနည်းနည်းလေးဆွေးနွေးပေးမှာဖြစ်ပါတယ်ဒီမှာဆိုရင်မြေဩဇာတွေရှိတယ်ဓာတ်မြေဩဇာသဘာဝမြေဩဇာဇီဝမြေဩဇာဆိုပြီးတော့ပေါ့နော်ဓာတ်မြေဩဇာဆိုတာလည်းတရားကောင်းကြီးတို့သိပြီးသားပဲအများနဲ့လည်းသုံးနေတဲ့ဟာပဲဒူရီယာတွေပိုတက်တွေကွန်မောင်းဓာတ်မြေဩဇာတွေစသဖြင့်ဒါတွေကတော့ဓာတ်မြေဩဇာတွေဖြစ်တယ်ဒီမှာသဘာဝမြေဩဇာဆိုတာကတော့ဘာလဲဆိုတော့သဘာဝမြေဩဇာဆိုတာလည်းသိပြီးသားပဲပေါ့နော်တက်ရှိအင်းနေနဲ့တရဝါတွေရဲ့ရုပ်ကျွင်းတွေပေါ့နော်ပြီးလို့ရှိရင်သူတို့ရဲ့ဆွန့်ပစ်ပစ္စည်းတွေနွားချေးတက်ချေးသားချေးတွေပေါ့နော်ပြီးလို့ရှိရင်သူတို့ရဲ့ဘေးထွက်ပစ္စည်းတွေအဲ့ဒါတွေကိုဆွေးနွေးအောင်ပြုလုပ်ပြီးစီမံရရှိထားတဲ့ပစ္စည်းတွေဒါတွေကိုကြတော့ကျမတို့သဘာဝမြေဩဇာလို့ခေါ်တယ်အဲ့ဒီသဘာဝမြေဩဇာမှာတိရစ္ဆာန်ရတဲ့ဟာတွေရှိတယ်သီးနှံရတဲ့ဟာတွေရှိတယ်စက်ယုံကနေရတဲ့ဟာတွေရှိတယ်တိရစ္ဆာန်ရတဲ့ဟာတွေကတော့နွားချေးတက်ချေးဝက်ချေးပေါ့နော်သီးနှံရတဲ့ဟာတော့မြေသွေးတွေပစ္စည်းတွေပေါ့နော်စက်ယုံဆိုတော့ကြံပြုတ်ချေးတွေပဲဖတ်တွေနှမ်းဖတ်တွေပေါ့နော်ဒါတွေကတော့သဘာဝမြေဩဇာတွေဖြစ်တယ်ဒီဝမြေဩဇာဆိုတာတော့ဆရာကောင်းတော်ကြီးတို့ကြားဘူးမှာပါရိုက်ဇိုဘီယန်တို့အီယန်ဘိုကာချီတို့ဒီလိုမျိုးဟာတွေပေါ့နော်ဒါဒီဝမြေဩဇာတွေဖြစ်ပါတယ်အဲ့တော့ကျမကဆက်ပြီးမှဆရာကောင်းတော်ကြီးတို့ကိုသဘာဝမြေဩဇာအကြောင်းလေးကိုအနည်းငယ်လေးဆက်ပြီးမှဆွေးနွေးပြီးမှဖြစ်ပါတယ်ဘာမြေဩဇာတွေပေါ့နော်အခုဆိုလို့ရှိရင်ဓာတ်မြေဩဇာတွေကဈေးတွေလိုနေလဲဓာတ်မြေဩဇာတွေဈေးတွေဘယ်လိုနေလဲဈေးကြီးတယ်ဈေးကြီးလာတယ်နော်ဈေးနှုန်းတွေကြီးလာတယ်အဲ့တော့ကျမတို့ဘာမျိုးသားတွေကိုပြုလုပ်ပြီးတော့မှရောသုံးသိရင်သုံးမယ်သူကြည့်ပဲသုံးသိရင်လည်းသုံးမယ်ပေါ့နော်ဒီလိုမျိုးလေးသုံးဆွဲတင်တာဖြစ်ပါတယ်ဒီမှာဓာတ်မြေဩဇာတွေဟိုထောက်လျှောက်သုံးလာတဲ့အခါမှာကျတို့မြေစီလွှာမှာခန်းချောက်လာတာဖြစ်တယ်ပြီးလို့ရှိရင်သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှာလည်းကုန်ကျစရိတ်တွေသဘာဝမျိုးဥစ္စာကိုသုံးရင်းအဖြစ်သက်သာနိုင်တာဖြစ်ပါတယ်ပြီးလို့ရှိရင်မြေစီလွှာကလည်းသဘာဝမျိုးဥစ္စာတွေကောင်းသုံးလာတဲ့အခါမှာမြေစီလွှာလေးကမြေလေးကဒီမြေဆွေးကိုသုံးတာကောင်းလာတယ်ပေါ့နော်ရေရှည်မှာကောင်းမွန်လာမှာဖြစ်ပါတယ်ပြီးလို့ရှိရင်သဘာဝပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေစိုက်ပျိုးထုတ်လုပ်နိုင်မှာလည်းဖြစ်ပါတယ်ပြီးလို့ရှိရင်ရှင်းမပြောခဲ့လို့ပဲဘေးရန်တွေကင်းတဲ့ဒီနှံစိုက်ပျိုးမှုဒီဖြစ်တယ်ပေါ့နော်သဘာဝမျိုးသားတွေသုံးကြရဖြစ်အဲ့တော့သဘာဝမျိုးသားတွေပြုလုပ်သုံးဆွဲတင်တာဖြစ်ပါတယ်အဲ့တော့ကျမတို့မြေဆွေးတွေပြုလုပ်ပြီးတော့မှသုံးဆွဲကြမယ်ဆိုလို့ရှိရင်ဘလို့အကျိုးကျေးဇူးတွေရရှိနိုင်လဲဆိုတော့သေးတော်မြေကိုဖွယ်စီတယ်သဲဆန်လုံးတဲ့မြေကိုကြတော့လေသဲဆန်လုံးပြီးတော့မှလေထဲကိုသဲတွေလွင့်ပါနေတဲ့အနေထားနေပြီးတော့မှသူကမြေလေးကကောင်းလာစေတယ်ပေါ့နော်သဲဆန်လုံးတဲ့မြေကိုလည်းသိပြီးစေတယ်မြေစီလွှာရဲ့ရုပ်ပုံတတ္တိတွေတိုးပွားလာပြီးတော့မှဓာတ်မြေဩဇာရဲ့စွမ်းရည်တွေကိုလည်းမြင့်မားလာစေမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဓာတ်မြေဩဇာနဲ့သဘာဝမြေဩဇာနဲ့တချို့ပြကောင်းတော်ကြီးတွေဆိုရင်ရောပြီးမှဆက်ပြီးတော့မှသုံးခြင်းအပြင်ဒီဓာတ်မြေဩဇာတွေပို့ပြီးတော့မှပေါ့နော်ဒီသူ့ရဲ့ဒီသွေးတွေကောင်းလာတယ်ပြီးတော့ရှိရင်ဓာတ်မြေဩဇာအသုံးပြုမှုကိုလည်းလျှော့ပြီးမှသုံးနိုင်တာဖြစ်ပါတယ်ကုန်ကြစိတ်နေပါတဲ့အပြင်တောင်သူကိုယ်တိုင်မြေဆွေးအားကိုလုပ်ပြီးတော့မှသုံးလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်အကျိုးပြုဇီဝတက်ရှိတွေရှင်သန်ပွားများနိုင်တယ်ကျမတို့ဒီမြေကြီးထဲမှာတီကောင်တွေရှိတယ်ပေါ့နော်တီကောင်တွေရှိတဲ့မြေကကောင်းတာလားမကောင်းတာလားသိလားကြွကောင်းလို့ဘူးကောင်းပါရဲ့ကောင်းတယ်နော်တီကောင်တွေရှိတဲ့မြေကကောင်းတယ်ဟုတ်တယ်သူတို့ဒီကျစ်စာလေးရှိနေတဲ့မြေကြီးကတားကိုမြေကောင်းတယ်ပေါ့နော်အဲ့လိုမျိုးပဲကျမတို့ဒီမြေဩဇာတွေကိုတောက်လျှောက်သုံးလာတယ်ပုဒ်သက်စီတောက်သုံးလာတဲ့အခါမြေကြီးတွေကအဲ့ဒီတီကောင်တွေမရှိတော့ဘူးလေမရှိတော့မြင်သာဆုံးပြောပြရင်ပေါ့နော်မရှိတော့တဲ့အခါမှာကျမတို့မြေကြီးတွေကမကောင်းလာတော့ဘူးပေါ့နော်မြေတွေကပေါ့နော်ဒီဓာတ်မြေဩဇာတွေဓာတုတွေကိုသုံးလာများတော့ပေါ့နော်ခုလိုမျိုးဗာမြေဩဇာတွေသုံးပေးခြင်းအပြင်ကျမတို့မြေစီလွှာမှာအကျိုးပြုတဲ့ဇီဝတက်ရှိတွေရှင်သန်ပွားများလာစေမှာဖြစ်ပါတယ် sorry အာရတဲ့ဒီမြေသဘာဝမြေဩဇာတွေကိုသုံးခြင်းအဖြစ်ပေါ့နော်မြေဆွေးတွေပြုလုပ်သုံးဆွဲခြင်းအဖြစ်အာရဓာတ်တွေအစုံလင်ပါပြီးတော့မှအပင်အတွက်လိုအပ်တဲ့အနည်းလိုအာဟာရဓာတ်တွေပေါ့နော်ဒီလိုမျိုးလိုအပ်တဲ့အာဟာရဓာတ်တွေဒါမကဘဲနဲ့ဟော်မုန်းတွေပါရရှိနေတာဖြစ်ပါတယ်ပြီးလို့ရှိရင်ရေဆိုဓာတ်ကိုလည်းထိန်းသိမ်းထားနိုင်တာဖြစ်တယ်ပြီးလို့ရှိရင်မြေစီလွှာမှာပေါ့နော်လေဝင်လေထွက်တွေကောင်းမွန်တဲ့မြေထဲမှာရှိတဲ့အပူအေးတွေကိုမျှတစေတာဖြစ်ပါတယ်ပြီးလို့ရှိရင်တီးနှံတွေကပေါ့နော်သဘာဝမြေစီလွှာပတ်ဝန်းကျင်နဲ့ဒီထွက်လာတဲ့တီးနှံတွေကိုဒီဓာတုဆိုးကျိုးတွေကနေကာကွယ်ပေးတယ်ဗက်စုံပင်အာဟာရစီမံမှုစနစ်ကြောင့်လို့ရေရှည်တည်တဲ့စိုက်ပျိုးထုတ်လုပ်မှုတွေကိုလည်းဆောင်ရွက်နိုင်တာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျမတို့မီသိန်းဓာတ်ဓာတ်ငွေထုတ်လုပ်ခြင်းပေါ့နော်ကျမတို့ဒီ
ဒီစွန့်ပစ်ပစ္စည်းတွေကိုလေဝင်လေထွက်မရှိတဲ့အခြေအနေမှာစုပုံပြီးထားမယ်ဆိုရင်ကျမတို့မီသိန်းဓာတ်ငွေတွေထွက်လာမှာဖြစ်တယ်ကျမတို့ကမြေဆွေးလောက်တာဖြစ်တဲ့အတွက်ဒီတလွှာစီလေးတွေရွက်6လေးကတလွှာအစိမ်းရောင်ရှိတဲ့ဟာလေးကတလွှာဒီအညိုရောင်ရှိတဲ့ဟာလေးကတလွှာစသဖြင့်ပေါ့နော်တလွှာစီလုံးချင်းအပြင်လေဝင်လေထွက်တွေကောင်းလာပြီးတော့မှဒီမီသိန်းဓာတ်တွေလည်းမထွက်နိုင်တော့ဘူးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့စုပုံပြီးတော့လေဝင်လေဓာတ်မရှိတဲ့အခြေအနေမှာအကုန်လုံးကိုစုပုံပြီးထားမယ်ဆိုလို့ရှိရင်မီသိန်းဓာတ်ငွေတွေထွက်လာမှာဖြစ်တယ်အဲ့လိုမျိုးကြောင့်မီသိန်းဓာတ်ငွေထုတ်လွှတ်မှုကိုလည်းရောကြစေတာဖြစ်တယ်ကျမတို့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေဆိုတာထက်ကိုမီသိန်းဓာတ်ငွေကဒီကမ္ဘာကြီးကိုပေါ့နော်28ဆလောက်ထိပိုပြီးမှပူနွေးစေတာဖြစ်ပါတယ်ပြီးလို့ရှိရင်သီးနှံရဲ့ကြီးထွားမှုကိုအထောက်အကူပြုပြီးတော့မှသီးနှံအထွက်နှုန်းတွေလည်းတိုးစေတယ်ပြီးလို့ရှိရင်အပင်ရောဂါပိုးမွှားကြောက်မှုကိုလည်းကာကွယ်ပေးတယ်ပြီးလို့ရှိရင်ဘေးရွက်စုပ်ပစ္စည်းတွေပေါ့နော်စုပုံနေတဲ့ဟာတွေအမိုက်တွေစုပုံနေခြင်းကနေပြီးတော့မှကင်းဝေးစေပြီးတော့မှသေချာလေးနေဆွေးပုံလေးပြုပြီးတော့မှပြုလုပ်ပြီးတော့အသုံးပြုခြင်းအပြင်အကျိုးရှိအသုံးပြုနိုင်တာဖြစ်ပါတယ်ပြီးလို့ရှိရင်မြေစီလွှာတိုက်စားမှုပြုံးတီးခြင်းတွေကလည်းကာကွယ်ပေးတယ်မြေရဲ့ဖွဲ့စည်းပုံတွေပြီးလို့ရှိရင်ရေစုပ်ယူမှုစွမ်းအားတွေကောင်းစေတယ်အာဟာရဓာတ်တွေတိုးလာတာဖြစ်တဲ့အတွက်မြေစီလွှာတွေတိုက်စားမှုတွေမြေစီလွှာတိုက်စားခြင်းတွေကနေပြီးတော့မှကာကွယ်ပေးနိုင်တာဖြစ်ပါတယ်ဒါကတော့အခုကြွကောင်းတော့ကြီးတို့ရေဆွေးတွေပြုလုပ်သုံးစွဲတဲ့အကြောင်းပေါ့နော်ဒါကိုကျွန်မကပြောပြပေးခဲ့တာဖြစ်ပါတယ်နောက်တစ်ခုမီးဖို့ကြောင့်စွန့်ပစ်ပစ္စည်းတွေနဲ့နေဆွေးတွေဘယ်လိုပြုလုပ်ကြမလဲကျမတို့နေ့တိုင်းမီးဖို့ကြောင့်မှာပြင်းနေထမင်းတွေချက်နေကြတာဟုတ်တယ်မလားမချက်ပဲဝယ်စားတဲ့သူရှိလားမရှိပါဘူးရှိပါဦးနော်အများစုကတော့ကိုယ့်အကိုချက်စားကြတာပဲဝယ်စားရင်တော့တစ်ခါတရံပေါ့နော်အစင်မပြေတဲ့မအားတဲ့အချိန်လောက်ပဲဝယ်စားမှာပေါ့နော်အဲ့တော့ကျမတို့နှစ်ချီတည်းချက်ပြုတ်စားသုံးနေတဲ့အမားဟင်းသီးရွက်တွေအကျွင်းကြံတွေရှိတယ်ပြီးလို့ရှိရင်သီးခွန်တွေကြက်ဥခွန်တွေအစားသောက်အကျွင်းကြံတွေတခြားထည့်သွင်းလို့ရတဲ့သီးရွက်6တွေအမိုက်တရိုက်တွေဒါတွေကိုစုပုံပြီးတော့ကျမတို့မီးဖို့ကြောင်ကစွန့်ပစ်ပစ္စည်းတွေနဲ့မြေဆွေးတွေကျမတို့ပြုလုပ်ကြမယ်အဲ့တော့ဘယ်လိုလုပ်ကြမလဲအစိမ်းရောင်တလွှာဒီအညိုရောင်တလွှာပေါ့နော်အစိမ်းရောင်တလွှာတော့ကာဗွန် source နဲ့ nitrogen source ပေါ့နော်ဒီအရွက်6တွေကိုတလွှာအပေါ်ကမြက်ဖြတ်စတွေကိုတလွှာပြီးလို့ရှိရင်ကောက်ရိုးလိုဟာမျိုးလေးကိုတလွှာနောက်တစ်ခါမီးဖို့ကထွက်တဲ့ဟာတွေကိုတလွှာအပေါ်ကအရွက်တွေကိုတလွှာအဲ့မျိုးတွေထည့်ပေးခြင်းအပြင်ကျမတို့ဒီသူ့ဟာသူပေါ့နော်ကာဗွန် source နဲ့ nitrogen source နဲ့တလွှာစီထည့်ပေးခြင်းအပြင်မြေဆွေးလေးတွေကိုကောင်းကောင်းရရှိစေမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ဘယ်လိုတွေလုပ်ကြမလဲဟိုခေတ်တုန်းကဆိုလို့ရှိရင်တော့ထောက်တနေရာမှာကျင်းတူးပြီးတော့မြေဆွေးလုံးလို့မရဘူးလားခြံထောက်တနေရာမှာဒီအမိုက်တရိုက်တွေစုဆောင်ထည့်မယ်ထည့်တဲ့အခါမှာဒီတိုင်းမထည့်ဘဲနဲ့ဒီအချောက်ဒီစီးရွက်6တွေကိုတလွှာထည့်မယ်ခုနမီးဘွားရတဲ့ဟာတွေကိုတလွှာထည့်မယ်မီးဘွားကနေဆွန့်ပစ်လိုက်တဲ့ဟာတွေတလွှာထည့်မယ်ဒီလိုလုပ်ရင်ရောမရနိုင်ဘူးလားရနိုင်ပါတယ်ရနိုင်ပါတယ်နော်အဲ့လိုမျိုးပဲဒီဟိုခေတ်တုန်းကဆိုလို့ရှိရင်ဒီလိုမျိုးတွေပဲကျင်းတူးပြီးတော့မှလုပ်ကြအဲ့အထဲကိုတော့သွားပြီးမှပလတ်စတစ်တွေမထည့်နဲ့ပေါ့လေပလတ်စတစ်စာတွေမထည့်နဲ့ပေါ့ဒါဆွေးမြေ့လို့ရတဲ့ဒီဟာတွေကိုသွားပြီးမှထည့်ပြီးတော့မှလည်းမြေဆွေးလုပ်လို့ရပါတယ်အဲ့ဒီတော့ကျမတို့မီးဖို့ကြောင့်ဆုံးဖြတ်ပစ္စည်းတွေရလာပြီဆိုရင်အစုံနဲ့အချောက်ဆိုပြီးတော့မှနှစ်ခုခွဲသိမ်းထားလိုက်မယ်ဒီအင်းကြီးရွက်တွေဘာတွေကိုတစ်ခုထည့်ထားလိုက်မယ်နောက်တစ်ခါအချောက်ရွက်6တွေဘာညာတွေကိုတစ်ခုထည့်ထားလိုက်မယ်တကယ်မြေဆွေးလုပ်တော့မယ်ဆိုလို့ရှိရင်ပုံတစ်ခုထဲမှာအပေါက်4-5ပေါက်ဖောက်ပြီးတော့အောက်ကနေပြီးတော့မှမြေသားလေးနည်းနည်းခံပြီးတော့အရွက်6တွေကိုအရင်ထည့်ပြီးလို့ရှိရင်အစိုထည့်နောက်တစ်ခါ6တွေကိုထည့်အစိုထည့်လိုမျိုးနဲ့ထည့်ထားမယ်ထည့်ထားပြီးတော့မှဒီ2လလောက်ကြာတဲ့အခါမှာဆိုလို့ရှိရင်လေဝင်လေထွက်ကောင်းအောင်လည်းနည်းနည်းပါးလုတ်ပေးပေါ့နော်ရေလေးလောင်းပေးပေါ့နော်အပေါ်ကနေ6နေတယ်ဆိုရင်ရေလေးလောင်းပေး2လလောက်ကြာလို့ရှိရင်မြေဆွေးလေးတွေရရှိလာမှာဖြစ်ပါတယ်ဒါလုံးလို့လွယ်ဘူးလားကြွကောင်းအောင်ယူလုံးလို့လွယ်လားလွယ်ပါတယ်လွယ်တယ်နော်အရွက်6တွေကြီးမထည့်နဲ့အရွက်6တစ်ခုပြီးရင်အစိုထက်အရွက်6တစ်ခုပြီးရင်အစိုထက်အ6နဲ့အစိုနဲ့ကိုတစ်လှည့်စီလေးထည့်ပြီးပြီးတော့မှအပေါ်ကနေဖုံးထားလိုက်ပေါ့နော်ဖုံးထားလိုက်သွားကြည့်လို့နည်းနည်း6တွေ့နေတယ်ဆိုရင်သူဆွေးလို့ကောင်းရအောင်ပေါ့နော်ရေလေးအစိုဓာတ်ကလေးလိုအပ်ရင်အစိုဓာတ်ကလေးရေလေးလောင်းပေးလိုက်အဲ့ဆိုလို့ရှိရင်2လ3လလောက်ကြားလာတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီဟာအရွက်တွေအကုန်လုံးဆွဲညစ်ပြီးတော့မှဒီကိုချံဝင်းထဲမှာစိုက်ထားတဲ့ဒီပါလေကိုချန်ထဲမှာစိုက်ထားတဲ့ဒီဟင်းသီးနဲ့စိုက်ခင်းလေးအတွက်တော့သုံးလို့ရမှာပဲလဲဧက9ဧက10ဧကအတွက်တော့သုံးလို့ရချင်မှရမှာပေါ့လေနော်ကိုချန်ဝင်းတွင်းမှာစိုက်လို့ရတဲ့ဟာလေးအတွက်အဲ့ဒီကကိုချန်လေးကရရတဲ့မြေဆွေးလေးတွေကိုသွားထည့်ပေးခြင်းအပြင်အပင်တွေရဲ့ဒီအသီးအပွင့်တွေလည်းအားကောင်းလာသလိုသဘာဝသုံးတာဖြစ်တဲ့အတွက်ကျန်းမာရေးနဲ့လည်းညီညွတ်တယ်ဓာတ်မြေဩဇာတွေမထည့်ရတဲ့အတွက်ကြောင့်ဓာတ်ထုဓာတ်ကျွင်းတွေလည်းမကျန်တော့ဘူးပေါ့နော်ဒါကြောင့်မလို့ကြွကောင်းဆောင်ကြီးတို့ဒီမြေဆွေးလုပ်တဲ့ပုံစံလေးကိုပြုလုပ်တင်ပါတယ်လို့ပြောချင်ပါတယ်နော်
ကျမတို့ဒီဘို့ကြောင့်ကနေစွန့်ပစ်ပစ္စည်းကိုမြေသွေးလုပ်ချင်အပြင်ဘလို့ကြိုးကျေးဇူးရလဲအရှိမပြောခဲ့ပြီးပါပြီခြံဝန်းတွင်းမှာတစ်နိုင်တစ်ပိုင်းပေါ့နော်လွယ်ကူစွာပြုလုပ်နိုင်တယ်စားခြင်းစားကြံတွေအမိုက်တွေကိုခြံထဲမှာအမိုက်တွေမိဖို့ကြောင့်အမိုက်တွေကိုသွားပြီးတနေရာစုပုံထားမယ်ဆိုလို့ရှိရင်ကြွက်တွေလည်းလာနိုင်တယ်ပေါ့နော်တခြားအနက်အသက်တွေလည်းမကောင်းတာတွေလည်းဖြစ်နိုင်တယ်အဲ့တော့ကိုကစနစ်တကျလေးမြေသွေးပုံလေးပုံထားမယ်ပေါ့နော်ဒီလိုမျိုးလေးလုပ်ချင်အပြင်မြေသွေးလည်းရတယ်ဒီလိုမျိုးအမိုက်တွေလည်းချုပ်ပွားမနေတော့ဘူးအနက်အသက်တွေဆိုးတာတွေလည်းမဖြစ်တော့ဘူးပေါ့နော်အကွာနေဖုံးထားမှာပေါ့နော်ဒီလိုမျိုးလုပ်လို့ရတာဖြစ်ပါတယ်ကြွက်အန်ရီတွေလည်းကင်းဝေးနိုင်တာဖြစ်တယ်ပြီးလို့ရှိရင်ကျမတို့ပြီးနိုင်အတွက်တန်မိုးရှိတဲ့အာရဓာတ်တွေပေါ့နော်အကုန်အစုံထည့်ထားတာလေကျမတို့စားတော့တဲ့အပိုင်းအစာတွေအတူဖြတ်တွေအကုန်လုံးကိုဖြတ်ပြီးတော့မှထည့်ထားတာဖြစ်တဲ့အတွက်အာရဓာတ်တွေလည်းအစုံရရှိမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျမတို့ရှင်းမှာပြောခဲ့သလိုပဲဒီတန်းရှင်းလက်ဆက်တဲ့ဟင်းတွေအတွက်ပေါ့နော်ကိုချံဝန်းတွေမှာတစ်နိုင်တစ်ပိုင်းစိုက်ပျိုးလို့ရတယ်စိုက်ပျိုးတဲ့ဟာလေးတွေကိုအသုံးပြုလို့ရတယ်ပြီးလို့ရှိရင်ပေးကြတယ်ဓာတုတွေမထည့်တာဖြစ်တဲ့အတွက်မိသားစုပဲပေါ့နော်ကျန်းမာရေးတွေပုံမူကောင်းမွန်လာမှာဖြစ်ပါတယ်နော်အဲ့တော့ကျမတို့အိမ်ချံဝန်းတွင်းမှာသီးနှံတွေစိုက်ကြပြီးစိုက်ကြတဲ့သီးနှံတွေကိုဓာတုဒီဓာတ်မြေဩဇာတွေတက်နိုင်တဲ့၍မထည့်ဘဲနဲ့ဒီကပြောခဲ့သလိုပဲသဘာဝဒီမီးဘိုးကထွက်တဲ့စွန့်ပစ်ပစ္စည်းလေးတွေနဲ့ကိုချံဝန်းထဲမှာရှိတဲ့တရွက်ချောက်လေးတွေကျွေးနေတဲ့ဟာလေးတွေအမိုက်လဲရင်းနဲ့ခါတဲ့မီးရှို့မပစ်ဖဲနဲ့ပေါ့နော်ဒီရေဆွဲပုံလေးစုပြီးတော့မှတိုလေးကိုတစ်ချက်အချောက်ကလေးကိုတစ်ချက်ဒီလိုမျိုးလေးတစ်ချက်စီထည့်ပြီးတော့မှမြေဆွဲပုံလေးပြုလုပ်ထားခြင်းအပြင်ကိုချံဝန်းထဲကဒီဟင်းရဲ့စိုက်ခင်းလေးတွေကိုပြန်သုံးလို့ရတယ်ကျိုးရှိရပေါ့နော်ဒါတွေသိပြီးသွားရင်နောက်ပိုင်းမှာဘက်ဆုံးချက်ဖို့ကာကွယ်နေနည်းကြောင်းကိုအနည်းငယ်လေးဆက်ဆွေးနွေးပြပါမယ်ဒါကတော့ဘက်ဆောင်ပုံမှာကာကွယ်တဲ့နည်းပေါ့နော်ဒါတဘာဝနည်းနဲ့ကာကွယ်နေနည်းချင်းဒါကတော့ကျေးကောင်းဆောင်ကြီးတို့ကိုကျမကဘုဟုတုဒရရှိအောင်ပဲပြောပြပေးရဖြစ်ပါတယ်တဘာဝနည်းနဲ့ကာကွယ်နေနည်းမယ်တဘာဝနည်းတဘာဝပိုးသက်ဆေးလေးတွေပေါ့နော်စက်တုံယူနဲ့သုံးတာလားတမာရွက်နဲ့လုပ်တာလားစအချင်းတဘာဝနည်းလေးတွေနဲ့ကာကွယ်နေနင်းကြမယ်နောက်တစ်ခါကျတော့စိုက်ပျိုးနည်းနဲ့ကာကွယ်နေနင်းမယ်စိုက်ပျိုးနည်းနဲ့ကာကွယ်နေနင်းတာကတော့ကျမတို့ခုနပိုးကြတဲ့သီးနှံတွေကိုဒီသီးနှံမှာဒီပိုးကြတဲ့ဒါကြီးကိုစတိုက်စိုက်ပျိုးတာမဟုတ်ဘဲနဲ့တခြားသီးနှံလေးတွေပေါ့နော်ပြောင်းပြီးတော့မှစိုက်မှာလားဒီလိုမျိုးပေါ့နော်သူဒီပိုးကဒီသီးနှံကိုမကြိုက်ဘူးဆိုရင်ပြောင်းစိုက်လိုက်လို့ရှိရင်သူမကြနိုင်တော့ဘူးပေါ့နော်ဒီလိုမျိုးစိုက်ကြမှာလားလက်လုံနည်းနဲ့ကာကွယ်နေနည်းချင်းဒါကတော့ကျမတို့စိုက်ခင်းတွေကိုဒါကတော့ဒီအိမ်ချံလောက်ဒီမှာမကတော့ဘူးပေါ့နော်ဒီကကောင်းဆောင်ကြီးတို့စိုက်ခင်းကျယ်ကြီးတွေပေါ့နော်ဒီထဲတွေမှာဘဲတန်းတွေနဲ့လှုပ်မှာဘဲတွေကိုလှုပ်ကြောင်းမှာငှက်နာတန်းတွေလှုပ်မှာဒါလို့ပေါ့နော်ထောင်ချောက်တွေပေါ့နော်မီးထောင်ချောက်တွေလှုပ်မှာဒီလိုမျိုးတွေနဲ့ကာကွယ်နေနည်းလို့လည်းရပါတယ်ဒါကတော့ဒီကကောင်းဆောင်ကြီးတို့အိမ်ချံဝင်းအတွက်ကိုတော့အဓိကမဟုတ်ဘူးပေါ့နော်ဒါဘူးတုဒရချအောင်ပြပြပေးတာဖြစ်ပါတယ်ဇီဝနီးနဲ့ကာကွယ်နေနည်းချင်းဆိုတာကကြတော့ဒီကကောင်းဆောင်ကြီးတို့နကြီးတွေလွတ်ပြီးတော့မှစဘာခင်းထဲမှာပေါ့နော်ဒီလိုမျိုးကာကွယ်နေနည်းတာတွေရှိတယ်မျိုးရိုးနီးနဲ့ကာကွယ်နေနည်းချင်းဆိုတာကကြတော့ခန္ဓာကြီးရှိတဲ့မျိုးတွေပေါ့နော်ယောဂါတွေပိုးမွှားတွေရဲ့ဓာတ်တွေကိုခန္ဓာကြီးရှိတဲ့မျိုးကောင်းမျိုးတန်တွေသုံးပြီးတော့မှလည်းကာကွယ်နေနည်းလို့ရတယ်ယူပနည်းနဲ့ကာကွယ်နေနည်းချင်းကကြတော့ကျမတို့စဘာတွေကိုပေါ့နော်စားရည်စိမ့်ပြီးမှစိုက်တယ်ဒီလိုနည်းကိုပြောတာဖြစ်ပါတယ်နောက်ဆုံးအဲ့ဒီဘက်ဆုံးပိုးမွှားကာကွယ်နေနည်းမှာနောက်ဆုံးမှအသုံးပြုရမယ်နည်းကတော့ဓာတုနည်းနဲ့ကာကွယ်နေနည်းချင်းပေါ့နော်နောက်ဆုံးဒီနည်းလမ်းပေါင်းစုံနဲ့အသုံးပြုပြီးတော့မှနောက်ဆုံးမှအသုံးပြုရမယ်နည်းကတော့ဓာတုနည်းပေါ့နော်ဓာတုပိုးသက်ဆေးတွေအသုံးပြုပြီးတော့ကာကွယ်နေနည်းနဲ့နည်းဖြစ်ပါတယ်ဒါကတော့ကြည့်ရကောင်းဆောင်ကြီးတို့ကိုကျမကဘဟုတုဒရရှိအောင်ပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ကျမတို့အဓိကတော့အိမ်ချံဝန်းတွင်းမှာစိုက်ပျိုးကြတော့မယ်အိမ်ချံဝန်းတွင်းမှာစိုက်ပျိုးတဲ့အခါမှာအရှိမလည်းပြောခဲ့ပြီးမိသားစုလုံးအားကိုပဲသုံးတယ်ကိုယ့်ရဲ့မိသားစုတွေအားလက်တဲ့အချိန်မှာကလေးတွေကပေါင်းရှင်းပါလားလူကြီးမိဘတွေကရေလောင်းပါလားပြီးလို့ရှိရင်ဘောင်တင်ပေးဖို့လိုရင်ဘောင်တင်ပေးပါလားဒီလိုလုပ်ငန်းတွေကိုမိသားစုလုံးအားကိုပဲအသုံးပြုပြီးတော့မှပြုလုပ်ကြရမှာဖြစ်တယ်ဆောနာပြောလိုပဲမိဖို့ကြောင့်ဆုပ်ပစ္စည်းလေးတွေနဲ့နွားချေးလေးတွေနဲ့ဒီလိုမျိုးပဲသဘာဝမျိုးစားတွေအသုံးပြုမယ်မိသားစုပဲမိသားစုလုံလောက်တဲ့ပမာဏလောက်ပဲစိုက်မယ်ပေါ့နော်မျိုးစေ့တွေကိုလည်းလိုအပ်တဲ့ပမာဏလောက်ပဲဝယ်ပြီးမှစိုက်မယ်ကိုမျိုးကိုခံပြီးမှစိုက်လို့ရရင်ကိုမျိုးကိုခံပြီးတော့စိုက်မယ်ဒါကြည့်အောင်နိုင်လို့ကိုအိမ်ချံဝန်းတွင်းမှာစိုက်ဖို့ပြောတာနော်ပြီးလို့ရှိရင်ဖြက်ပိုးတွေကြလို့ရှိရင်လည်းမိသားစုလုံးအောင်သုံးပြီးမှပဲလက်နဲ့ကောက်ပြမှာလားပေါ့နော်တဘာဝကြီးတွေပဲသုံးပြမှာလားတဘာဝပိုးသက်ဆေးတွေကိုပဲသုံးပြမှာလားပေါ့နော်ဓာတုပိုးသက်ဆေးတွေကိုတော့တန်းနိုင်တယ်လို့ရှောင်ပြီးတော့မှသုံးပြရမှာဖြစ်ပါတယ်မြေမျိုးစားကိုတော့ပေါ့နော်ကိုသီးနှံကပေါ့နော်ဘာမြေလဲကိုချံဝင်းတွင်းရရှိတဲ့မြေက
မြေမကောင်းလားမြေကောင်းလားကိုတိုင်ကအတိဆုံးဖြစ်ပါတယ်အဲ့တော့ကိုတီးချန်ဝင်းရဲ့မြေကတော့မဲနေတာပဲမြေကောင်းနေဆို okay တာပေါ့ဘာဆိုင်ရတာပေါ့ဒီမှာကိုချန်ဝင်းတွေကမြေကပဲမြေကြီးလုံးဝအာရဓာတ်တွေမရှိတဲ့မြေပါဆိုမှကြက်တော်ဥလိုတီးနှံကိုသွားဆိုင်မယ်ဆိုရင်တော့အဆင်မပြေနိုင်ဘူးပေါ့နော်ကြက်တော်ကကျတော့ heavy feeder ပေါ့နော်သူကဒီမြေတွေကအာရဓာတ်တွေကိုအများကြီးယူတယ်ပေါ့နော်အဲ့တော့ကိုမြေရမှာမကောင်းဘူးဆိုရင်ကိုစိုက်တဲ့တီးနှံကဖြစ်နိုင်တော့ဘူးပေါ့နော်အဲ့တော့ကိုမြေမျိုးစားနဲ့တင့်တော်တဲ့တီးနှံပေါ့နော်ဒီလိုတီးနှံတွေကိုရွေးချယ်ပြီးမှစိုက်ပြရမှာဖြစ်ပါတယ်ဘယ်လိုမှမြေရမရဘူးဆိုရင်တော့မြေဆွေးလေးတွေထည့်ပြီးမှအရှိမပြုလုပ်ပြောခဲ့တဲ့မြေဆွေးပြုလုပ်တဲ့နည်းလေးတွေနဲ့မြေဆွေးလေးတွေလုပ်ပြီးတော့မှမြေကိုပြုတ်ပြင်ပြီးတော့တင့်တော်တဲ့တီးနှံတွေကိုစိုက်ပြကြဖို့လိုအပ်တာဖြစ်ပါတယ်အဲ့တော့တရားကောင်းဆောင်ကြီးတွေအနေနဲ့အိမ်ချံဝန်းတင်းမှာပေါ့နော်အခုပေါ်ပြထားတဲ့ဒီမှာဟင်းသီးတွေစိုက်လို့ရတယ်ဥစားသီးနှံလေးတွေလည်းစိုက်လို့ရတယ်မှိုတွေစိုက်ရှင်လည်းစိုက်လို့ရသေးတယ်မြေဆွေးကန်လေးတွေလုပ်လို့ရတယ်အခုပေါ်ပြပေးထားတာတွေကိုတရားကောင်းဆောင်ကြီးတို့ကအိမ်ချံဝန်းတင်းမှာပြုလုပ်လို့ရတာဖြစ်ပါတယ်တရားကောင်းဆောင်ကြီးတို့အိမ်ပြန်ကြရင်အိမ်ပြန်ရင်စိုက်ပြကြမှာလား တိုက်ပြောပါမယ်ဆရာမ စိုက်ထားတယ်နော် ဟုတ်ကဲ့စိုက်ထားတယ် အဲ့လည်းစိုက်တာပါ စိုက်ထားတယ်ဟုတ်စိုက်ထားတယ်ဆိုလို့ရှိရင်လည်းစိုက်ထားတဲ့သီးနှံလေးတို့ခုနွေရာသီမှာရာသီဥတုတန်တွေကိုခံနိုင်ဖို့အတွက်ဘာလုပ်ကြမလဲ ရှင်းလုံးပါဆရာမ ဟုတ်တယ်အယူစိုက်ကလေးသူ့ကိုလုပ်ပေးရမှာပေါ့နော်နွေရာသီကရာသီဥတုကပြင်းတယ်ပင်လေးတွေလည်းစိုက်ထားပြီးမှသေသွားအောင်မယ်နော် ဟုတ်ကဲ့ပါဟုတ်ကဲ့ ဟုတ်ကဲ့ပါအဲ့ဒီတော့ဂယုပြုပြီးတော့မှတေတေချာချာလေးစိုက်ပျိုးပေးရမှာဖြစ်ပါတယ်သူ့ကိုပြုစုပေးရမှာဖြစ်ပါတယ်သူလိုအပ်တဲ့ဟာလေးတွေကိုထည့်သွင်းပြီးတော့မှစိုက်ပျိုးပေးရမှာဖြစ်ပါတယ်ခုကျကောင်းဆောင်ကြီးတို့ကိုကျမကအခုပေါ်ပြပေးထားတဲ့ဒီကိုကားချက်လေးတွေကိုကားပြီးတော့ကိုကားချက်လေးတွေ PowerPoint လေးတွေကိုကြည့်ပြီးတော့မှကျကောင်းဆောင်ကြီးတို့ကိုပြန်လည်ပြီးတော့မျှဝေပေးထားတာဖြစ်ပါတယ်ရှင်အဲ့ဒီတော့ကျကောင်းဆောင်ကြီးတို့စိုက်ပျိုးကြမယ်နော်စိုက်ပါလား စိုက်ပါမယ် စိုက်ပါမယ် စိုက်ပါမယ်နော်မစိုက်မဲ့သူရှိသေးလား မရှိပါဘူး မရှိပါဘူးနော်ဟုတ်ကဲ့ပါဆရာရဲ့တောင်းလေးမှာငှက်ပြောပင်လေးတစ်ပင်စိုက်ထားခြင်းအပြင်ရောငှက်ပြောသီးတွေကိုမစားရနိုင်ဘူးလား စားပါတယ် စားပါတယ်ခုမှဆိုလို့ရှိရင်ပေါ့နော်ကျမတို့ကြားဘူးတာပေါ့နော်အဲဒီငှက်ပြောသီးတွေကိုဆေးရည်တွေနဲ့စိန်ကြတယ်ပေါ့နော်ဆေးရည်တွေနဲ့စိန်တဲ့အခါမှာဆိုလို့ရှိရင်မနေ့ပြန်မှဲ့ကျင်တာလား2 ရက်ကြာမှမှဲ့ကျင်တာလား3 ရက်ကြာမှမှဲ့ကျင်တာလားဘယ်ချိန်မှဲ့ကျင်တာလဲပြောလိုက်ရုံပဲ तू ကမနေ့ပြန်မှဲ့ကျင်မနေ့ပြန်မှဲ့အောင်အပြင်းအားကိုညားပြီးမှလုပ်ပေးလိုက်တယ်ပေါ့နော်ဒီလိုမျိုးတွေလုပ်ကြတဲ့အခါမှာကျမတို့ကျမကြီးအတွက်ထိခိုက်နိုင်တာပေါ့နော်အဲ့ဒီတော့ကိုချံဝင်းထဲမှာရှိတဲ့ဒေါင်းလေးမှာပဲဖြစ်ဖြစ်အားတဲ့နေရာလေးမှာပေါ့နော်လွတ်နေတဲ့နေရာလေးမှာမြေကိုအလွတ်မထားဘဲနဲ့ပေါ့နော်ရတဲ့သီးနှံလေးတွေကိုစိုက်ပျိုးကြဖို့ကျမကတိုက်တွန်းပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့ဒီတော့ကျကောင်းဆောင်ကြီးတို့ပျော်ရွှင်စမ်းမှာစိတ်ချမ်းသာဖို့ပေါ့နော်အိမ်ချံဝန်းပူရင်စိုက်ကြပါဆိုလို့ပြောကြရင်းနဲ့ကျမရဲ့မျှဝေမှုကိုညီကုန်းချုပ်ပါတယ်နားထောင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်